သာသနာတော်နှစ်2545ခုနှစ်ကောဇာတက္ကရာ1364ခုနှစ်ဘုရုဂိမန္တຫນွေဥထုຫນွေကာလတကုလဇံဥဒကုလဇံ10ရက်2002ခုနှစ်မေလ9ရက်နေ့နံနက်တွင်ရန်ကုန်တိုင်းရန်ကုန်မြို့ဗရမ ्या မြို့တဲ့ကုန်းတလပေါင်ကြီးရွာကျေးဇူးတော်ရှင်တတ်တော်ရှင်ရွှေဦးမင်းဆရာတော်ဘုရားကြီးဤရွှေဦးမင်းဓမ္မဒုက္ခမိတ္တတော်ရအကြောင်းတိုက်ကြီးအတွင်၌ဟောကြားအပ်သောနိကေ9ရပ်တို့တွင်အင်္ဂုတ္တရနိကေပင်စကနိဗ္ဗာန်ပင်စမပန္နာတဒီကစာရိကဝဲဘောဂသုတ်တံကိုတန်စာဆင်၍ဟောကြားအပ်သောရေလာမြောင်းပေးတရားတော်တဲ့ခဏဦးဇင်းတို့အများသိထားတဲ့တရားစကားကိုပဲဘုရားရှင်ကိုတော်မြတ်ကြီးဟောခဲ့တဲ့တရားအနေနဲ့ဦးဇင်းတို့ပြန်ပြီးတော့ဟောကြားနာကြရအောင်ရေလာမြောင်းပေးတဲ့ဘာတရားပါလဲရေလာမြောင်းပေးဆိုတဲ့စကားကလည်းမိမိတို့ကြားဘူးထားကြပါနဲ့အခုဟောမဲ့ဘုရားရှင်ကိုတော်မြတ်ကြီးရဲ့တရားတော်ကလည်းမိမိတို့ကကြားဘူးနာဘူးထားကြပါတယ်သို့ပါတော့လည်းပဲတည်တည်ချာချာသဘောပေါက်စေခြင်းလို့နားလေစေခြင်းလို့ဦးဇင်းတို့ကပြန်ပြီးတော့ဟောကြားနာကြရအောင်ဒီတရားတော်ကဘုရားရှင်ကိုတော်မြတ်ကြီးဟောကြားတော်မူခဲ့တဲ့တရားတော်ဒီတရားတော်ကိုတန်ဃာတော်များအပေါင်းအရှင်ကောင်းတွေကမိမိတို့တွေနာကြားရဖို့အတွက်လက်ဆင့်ကံသေဆောင်ပြီးတော့လာခဲ့တဲ့အတွက်မိမိတို့နာကြားရတရားတွေသိကြရဒါကြောင့်တရားတော်ကိုနာကြားရတာဒီဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ဂုဏ်ကျေးဇူးကြောင့်တရားတော်မြတ်ရဲ့ဂုဏ်ကျေးဇူးကြောင့်တန်ဃာတော်မြတ်အပေါင်းအရှင်ကောင်းတွေရဲ့ဂုဏ်ကျေးဇူးကြောင့်လို့မိမိတို့စိတ်ထဲကနှစ်သက်နှစ်ချိုင်ချိုက်ဝမ်းမြောက်ဝမ်းသာနဲ့ကြည်ကြည်နုနုလက်ခံပြီးတော့မှဘုရားတရားတန်ခါယရဏမြတ်သုံးပါးရဲ့ဂုဏ်ကျေးဇူးတွေကိုလည်းမိမိတို့နှလုံးသွင်းအာယုံပြုပြီးတော့တရားတော်ကိုဟောကြားနာကြပါစို့ဘုရားရှင်ကိုတော်မြတ်ကြီးကိုတော်တိုင်အင်္ဂုတ္တရနိကေမှာဘောဂသုတ်တံရေလို့ဟောခဲ့ပါတယ်ဘောဂဆိုတာစီးပွားဥစ္စာဘောဂဆိုတာကစီးပွားဥစ္စာစီးစိမ်ဥစ္စာသုံးဆောင်ခံစားစရာမှန်သမျှကိုဘောဂလို့ခေါ်ပါတယ်ပင်စိမေဘိက္ခဝေအာဒီနဝဘောဂေတုတဲ့ဘိက္ခဝေတရားနာနေတဲ့ပရိသတ်အပေါင်းသူတော်ကောင်းတို့ဘောဂေတုမိမိတို့ရရှိထားတဲ့စီးပွားဥစ္စာမှန်သမျှတို့၌ပင်စဣမေဤ၅မျိုးသောအာဒီနဝအပြစ်တို့သည်တန်တိရှိကြလေကုန်၏တဲ့အခုတရားနာပရိသတ်အပေါင်းသူတော်ကောင်းတွေမှာစီးပွားဥစ္စာဆိုတာမရှိဘူးလားရှိလားကိုအိုးကိုအိမ်ကိုချမ်းကိုဝင်းကိုသားကိုသမီးကိုဇနီးကိုမယားစသည်အားဖြင့်ရွှေငွေကြောက်တံပရမလေယာမိုးမြေအသုံးဆောင်မှန်သမျှဘောဂတဲ့စီရင်သွင်းနိုင်ပင်စိမေဘိက္ခဝေအာဒီနဝဘောဂေတုတဲ့ဘောဂေတုစည်းစိမ်ဥစ္စာတို့၌အာဒီနဝအပြစ်တို့သည်ဘလောက်တောင်အပြစ်တွေလဲဆိုရင်ဣမေပင်စဤ၅မျိုးသောအာဒီနဝအပြစ်တို့သည်တန်တိရှိကြလေကုန်၏စီဝါဥစ္စာရှိပြီဆိုရင်စီဝါဥစ္စာရှိပြီဆိုရင်ကြုံတဲ့လူလဲကြုံရမှာပဲမကြုံတဲ့လူလဲကြုံရမှာပဲ။ဘာနဲ့ကြုံရမှာလဲဆိုတော့အာဒီနဝအပြစ်ဘေးနဲ့ကြုံရမယ်တဲ့။ဘာတွေလဲလို့မေးရင်ဘောဂစည်းစိမ်ဥစ္စာတို့သည်တဲ့အဂိတာနာရဏမီးနဲ့ဆက်ဆံ၍နေကြလေကုန်၏တဲ့။ဘောဂစည်းစိမ်ဥစ္စာတို့သည်ဥဒကတာနာရဏရေနဲ့ဆက်ဆံ၍နေကြလေကုန်၏တဲ့။ဘောဂစည်းစိမ်ဥစ္စာတို့သည်ရာဇတာတာရဏမင်းနဲ့ဆက်ဆံ၍နေကြလေကုန်၏တဲ့ဘောဂစည်းစိမ်ဥစ္စာတို့သည်စောရတာတာရဏခိုးသူတို့နဲ့ဆက်ဆံ၍နေကြရလေကုန်၏တဲ့ဘောဂစည်းစိမ်ဥစ္စာတို့သည်တဲ့အပိယအပိယေဟိဒါယာဒေဟိမချစ်မနစ်တဲ့မမျက်နှိုးအပ်တဲ့အမွေခံသားစိုးသမီးစိုးတို့နဲ့လည်းပဲသာတရဏဆက်ဆံ၍နေကြရလေကုန်၏ဒီတရားကတရားနာတဲ့ပရိသတ်အပေါင်းသူတော်ကောင်းတို့ဒီ၅မျိုးကသိပြီးသားပါ
စီးစိမ်ဥစ္စာတွေဒီအန္တရာယ်ရှိတယ်ရန်ရှိတယ်ဘေးရှိတယ်တဲ့အပြစ်ရှိတဲ့ဘာအပြစ်တွေလဲလို့ဆိုရင်စီးစိမ်ဥစ္စာတို့သည်ရေနဲ့လဲဆက်ဆံနေမီးနဲ့လဲဆက်ဆံနေမင်းနဲ့လဲဆက်ဆံနေတခိုးနဲ့လဲဆက်ဆံနေအမွေခံသားစုသမီးစုတွေနဲ့လဲဆက်ဆံနေကြားဘူးပါတယ်ရန်သူမျိုး၅ပါးဒါကြားဘူးပြီးသားဘာလို့လဲကြားဘူးပြီးသားတရားကိုဘာလို့ပြန်ဟောရတာလဲလို့မေးတော့နောက်တစ်မှာဥပမာလေးတစ်ခုကပေါ်လာဘာဥပမာလေးပေါ်လာတာလဲဆိုတော့လေသမားတွေကိုမြင်မိတယ်စိတ်ထဲမှာပေါ့လေယာသမားတွေကိုမြင်မိတယ်ကိုင်းသမားတွေကိုမြင်မိတယ်ကိုင်းသမားဆိုတာကမြစ်ထဲချောင်းထဲမှာသဲတောင်ပြင်ပေါ်မှာနှုံးတင်တဲ့နေရာမှာလှုပ်ကြလို့ထားလိုက်ပါတော့ယာသမားတွေကိုမြင်မိတယ်ဥယျာဉ်သမားတွေကိုမြင်မိတယ်ခြံသမားတွေကိုမြင်မိတယ်လေသမားတွေကိုမြင်မိတယ်တနေရာကနေပြီးတော့ရေတွေစီးဆင်းလာတဲ့စက်နဲ့ပဲမောင်းမောင်းစမ်းကြောင်းပဲကြရေတွေစီးဆင်းလာတဲ့အဲ့ဒီရေကဝေါနဲ့ရေတွေအများကြီးစီးဆင်းပြီးတော့နေတာမိမိတို့ကလေဆိုင်တဲ့နေရာမှာလေတဲကိုရေလိုရင်ဘာတွေ့ပေးရလဲဆိုရင်မြောင်းတွေ့ပေးရတယ်ရေကတော့လာတာပါပဲတဲ့အဲ့ဒီလာတဲ့ရေတွေကိုကိုလိုရာကိုမြောင်းတွေ့ပေးရတယ်လေယာမြေခွက်ထဲကိုမြောင်းတွေ့ပေးတဲ့အခါမှာဆိုလို့ရှိရင်အဲ့ဒီလေယာမြေထဲမှာစိုက်ပျိုးထားတဲ့လေထဲမှာစဘာစိုက်ပျိုးရင်အဲ့ဒီစဘာအသီးနှံတွေရတယ်ຢာထဲမှာဘူးခရမ်းပေအစရှိသည့်အဖြစ်စိုက်ပျိုးလို့ရှိရင်လည်းပဲအဲ့ဒီသီးနှံတွေမှာရေရပြီးတော့အသီးနှံတွေဖုံဖုံမျိုးရတယ်အဲ့ဒီဟာလေးအာယုံနဲ့ပေါ်လာတာပေါ့လေဟိုဘက်ကရေတွေကအများကြီးပဲစီးလာတယ်တကယ်သုံးတတ်တဲ့ပုဂ္ဂိုလ်ကြတော့အဲ့ဒီရေလေးကိုမိမိလိုတဲ့စီဘာလုပ်ပေးလိုက်တုံးဆိုရင်မြောင်းပွယ်ပေးလိုက်ရေလာအောင်ဘာလုပ်ပေးတာလဲမြောင်းပေးတာရေလာအောင်မြောင်းပေးတာတကယ်လို့များအသိဉာဏ်နေတဲ့ပုဂ္ဂိုလ်များအသုံးမလိုဘူးလို့ထင်တဲ့ပုဂ္ဂိုလ်များသုံးလို့မရဘူးလို့ထင်တဲ့ပုဂ္ဂိုလ်များကြတော့လာတဲ့ရေကိုမြောင်းပွယ်မပေးတော့ရေကဘာလဲပိတ်မစီးတော့ဘူးသေးနေတယ်ပေါ့လေဘယ်လိုပြောရမှာပေါ့ရေသေးသွားတဲ့အတွက်အဲ့ဒီရေကလည်းပုတ်စော်နန်းလာတယ်ညစ်ပတ်လာတယ်ပေါ့ရေသေးသွားတဲ့အတွက်ရေကလည်းပုတ်စော်နန်းလာတယ်ညစ်ပတ်လာတယ်အဲ့ဒီရေကိုမြောင်းသွယ်မပေးတဲ့အတွက်ကြောင့်မို့လဲပဲမိမိတို့တခြားလိုရာအကျိုးတွေလည်းမပြီးနိုင်ဘူးတဲ့အဲဒီဥပမာလေးပေါ်လာတာပါဟိုတနေ့ကအကြောင်းတစ်ကြောင်းကြောင့်ကျောက်တော်တန်ဃာတော်တစ်ပါးနဲ့စကားပြောရင်းနဲ့အဲ့ဒီတန်ဃာတော်ကသူ့အောက်ကစัจ जा ဘုန်းကြီးတစ်ပါးကိုဆူတယ်တော့မဟုတ်ဘူးပေါ့ပြောတာပေါ့ကျောင်းတိုင်းမှာကဝတ္ထုမကင်ရဘူးရှင်နေယဟန်နေဆိုတာကပတ်စံမကင်ရဘူးအဲ့ဒီစัจ जा ဘုန်းကြီးကပတ်စံကင်သိမ့်ထားတာပေါ့လေတရားလေးပါလေးဟောတော့တရားလေးပါလေးသွားဟောသိမ့်ထားဟာကျောင်းတိုင်းမှာပတ်စံပြောက်ပြီးဟေ့ပတ်စံပြောက်ပြီးဟေ့ဆိုတော့ပတ်စံကင်တဲ့ဘုန်းကြီးရဲ့မကင်တဲ့ဘုန်းကြီးရဲ့ဘု து ပတ်စံပြောက်ကိုင်းတဲ့ဘုန်းကြီးပတ်စံပြောက်တာအဲ့တော့ဟိုအရှင်မြတ်တစ်ပါးကဘာပြောလဲဆိုတော့အရှင်ဘုရားကပတ်စံကိုင်းထားမှတော့ပြောက်ပြီပေါ့တဲ့သူတော်ကောင်းတို့ဉာဏ်နာလေးနဲ့အာယုံပြုပါအဲ့ဒီပတ်စံကိုင်းထားစုထားတဲ့ပုဂ္ဂိုလ်ပြောက်တယ်ဆိုတော့တခိုးခိုးတာပေါ့ဒီပတ်စံကဘယ်သူနဲ့ဆက်ဆံတာလဲဆိုရင်တခိုးနဲ့ဆက်ဆံတာပေါ့ဘောဂါစည်းစိမ်ဥစ္စာတို့သည်သောရတာတာရဏတခိုးနဲ့ဆက်ဆံညလေကုန်၏တကယ်လို့များစိတ်ကူးလေးနဲ့အဲ့ဒီပတ်စံမကင်ဘူးဆိုရင်မပြောက်ဘူးမကင်ဘူးဆိုရင်တခိုးနဲ့လည်းမဆက်ဆံဘူးအဲ့ဒါကိုဉာဏ်နာလေးနဲ့အာယုံပြုထားဒီပုဂ္ဂိုလ်တွေကပတ်စံကင်နေတဲ့ပုဂ္ဂိုလ်တွေလားဟိုတခိုးနဲ့တွေ့ကျင်တဲ့ပုဂ္ဂိုလ်တွေလားကဲပြောဟမ်ပတ်စံကင်ကျင်တဲ့ပုဂ္ဂိုလ်တွေလားတခိုးနဲ့တွေးကျင်တဲ့ပုဂ္ဂိုလ်တွေလားဟိုသူတော်ကောင်းတို့ဉာဏ်နာလေးနဲ့အာယုံပြုကြည့်လိုက်စမ်းမရထားတဲ့စည်းစိမ်ဥစ္စာတွေကိုဆုပ်ကင်ထားရင်မစည်းတဲ့ရေလိုပုတ်၍သွားကြလေကုန်၏အနတ်နေထွက်ကြလေကုန်၏တခိုးခိုးသည်ရေလဲမျောခြင်းမျောကြလေကုန်၏မီးလဲလောင်ခြင်းလောင်ကြလေကုန်၏တခိုးလဲခိုးခြင်းခိုးခံရလေကုန်၏
မချစ်မနစ်သက်တဲ့သူတွေကလည်းယူခြင်းယူကြလေကုန်၏မင်းစိုးရာဇာတွေကလည်းနှိပ်စက်ကလူပြုတ်ယူရင်လည်းယူကြလေကုန်၏ရေစီးလို့လားမစီးလို့လားဟုတ်ကလားသဘောပေါက်တယ်နော်ဒါပေမဲ့ဒီလူတွေကိုယ်မှစီးပွားဥစ္စာတွေမရှိဘူးလားစီးစိမ်ဥစ္စာတွေမရှိဘူးလားမြောင်းပေးမလားပိတ်ထားမလားမမြောင်းပေးဘို့တန်တန်မတွက်နေပတ်စံလေးကိုဆုပ်ကင်ထားခြင်းရင်ငွေလေးကိုဆုပ်ကင်ထားခြင်းပစ္စည်းဥစ္စာလေးကိုဆုပ်ကင်ထားခြင်းတခိုးခေါ်တဲ့သဘောပေါက်လားဒါပေမဲ့တခိုးနဲ့တွေ့ကြလားပတ်စံလေးကင်ထားခြင်းလားဟုတ်လားတူတူပဲလားပတ်စံမကင်ခြင်းဘူးပေါ့ဉာဏ်နာနဲ့အာယုံပြုတ်ကြည်စမ်းမှာပတ်စံများများခိုးခံခြင်းရင်ကိုကများများသိမ့်ညလေကုန်၏ဟုတ်လားအဲ့ဒါဒီလိုတွေပတ်စံနည်းနည်းခိုးခံနေတာလားများများခိုးခံနေတာလားဟမ်မနည်းနည်းပဲခိုးခံနေတယ်ဘာလို့ခိုးခံရမှာတော့အမလေးမကင်မဲနေရရင်ဘယ်လောက်ဦးဇင်းတို့လေသာသနာ့ဘောင်ရောက်ကျေးဇူးတော်ရှင်ဓမ္မတုဒ္ဒဆရာတော်ဘုရားကြီးရဲ့ကျေးဇူးပေါ့လေဆရာတော်ဘုရားကြီးနဲ့မတွေ့ခင်ကတော့ကိုကဟိုလိုလေးကောင်းမဲ့ထင်ကျင့်ကြည့်ဒီလိုလေးကောင်းမဲ့ထင်ကျင့်ကြည့်ဦးဇင်းတို့စကိုင်းမှာကန်ထရိုက်အလုပ်တွေလည်းလုပ်လက်ကစားအလုပ်တွေလည်းလုပ်အိမ်ကမနဲ့မိုးလင်းစပိန်လေးနဲ့ဟိုးတိတ်တော့မဝေးပါဘူးလေစပိန်လေးနဲ့ဖြတ်စီးသွားအဲ့လိုပဲနည်းနည်းလူကတတိထားမိလာတယ်တတိထားကြည့်လာတယ်ပေါ့ငါးပါးသီလလည်းလုံအောင်နေကြည့်တယ်ရှစ်ပါးသီလလည်းနေတိုင်းလိုနောက်ပိုင်းစောင့်လာတယ်3-5 ရက်လောက်ဘလို့နေကြည့်လဲဆိုတော့အိတ်ထောင်လေးကိုပတ်စံလုံးဝမထည့်ပဲနဲ့ကိုသွားမိတယ်စပိန်တော့စီးသွားတာပေါ့ပထမတော့စိတ်ထဲကတော့ဖြစ်ပြီးတယ်ငါပတ်စံပါမတော့ဘိန်းပေါက်နေဘယ်နဲ့လုံမလဲပေါ့ပေါက်လဲထားပြစ်ခဲ့မယ်ဟာပေါ့နေရအောင်ပတ်စံတပြားမှကိုမကင်မင်းနဲ့သွားမိတာနိခါတိုင်းကတော့ဘာပြောပတ်စံအိတ်ဆိုတာခါကြတဲ့ထိုးထည့်တာပတ်စံဆိုတာအိတ်ထောင်နဲ့ပါတာပတ်စံဆိုတာပတ်စံအိတ်နဲ့ဟိုးအလုတ်လက်ဆွဲအိတ်ထဲမှာပါပြီးသားအဲ့လိုပတ်စံပါသွားတဲ့နေ့နဲ့မပါတဲ့နေ့နဲ့ဘာကွာလဲဆိုတော့မပါရင်လက်ဖက်ရည်ထိုင်ခြင်းစိတ်မရှိဘူးတော်အရသာရှိတယ်ပတ်စံကင်ရတာမကင်ရတာဒီသမောအရသာရှိတာပတ်စံကင်ရတာအရသာရှိတာလားမကင်ရတာအရသာရှိတာလားဟမ်ဟုတ်လားမကင်မဲနေဘူးလားအမလေးဒီလူတွေတရားဟောရတာလေအမလေးအိုးသူတော်ကောင်းတို့ပို့တန်တန်မတွက်လိုက်စမ်းမှနဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာအရာတိုင်းကိုမြင်သည်အရာတိုင်းကိုတွေ့သည်ပတ်စံကင်နာနဲ့မကင်နာနဲ့နေကြည့်လိုက်စမ်းမှကိုယ်အိမ်မှာတော့ကင်ရတာရဲ့မကင်ရတာရဲ့ဘယ်ဟာစိတ်ရှုပ်ဒါကြတော့အတန်နဲ့ကျေလာတယ်ဖြေလားဒါမြစ်တော့ကင်ရတာရဲ့မကင်ရတာရဲ့ဘယ်ဟာခုံရှိကဲပြောချလေဟမ်အဲ့ဒီဂုံရှိလေအဲ့ဒါစိတ်ညစ်ရလေပဲလောကီဂုံလောကီပစ္စည်းလောကအဆင့်တန်းနေဆိုတာများသိမ့်ထားလေကြီးနည်းနည်းလေးပုတ်တာရဲ့မြောင်းကြီးအများကြီးပုတ်တာရဲ့ဘယ်အပုတ်နှံကြိုက်အပုတ်နှံလည်းမကြိုက်ဘူးပြောသေးတော့လဲကင်ထားတာတွဲကြီးစေစားကြည့်နော်အမလီဒီအသက်ရွယ်ရောက်နေပြီကဲငါသားတွေငါသမီးတွေနင်တို့အလုပ်နင်တို့လုံးကြတော့ဟေ့ငါကတော့အေးအေးဆေးဆေးပဲနေတော့မယ်ဟေ့လို့တော့တွေပါတွေအကုန်လုံးမိကန်တက်တာတော်ရောဘာရောအကုန်လုံးဗန်းစာရောဟေ့လို့ပေးနိုင်လားအဲ့ဒါကြောင့်မို့အိမ်နေမှာပုတ်စော်နန်းနေတာရေတော့လာပါသည်လာသမျှရေကိုဆက်ပြီးတော့မြောင်းမပေးကြလေကုန်မြောင်းမပေးဘဲနဲ့ပိတ်ထားသည်ရှိသောမီးနဲ့လည်းတွေးကြလေကုန်ဤအန္တရာယ်ရေနဲ့လည်းတွေးကြလေကုန်ဤအန္တရာယ်စီမံဥစ္စာတွေကိုပြောတာနော်ဟိုဘဝပါရမီအဆက်ဆက်ကကုသိုလ်တွေပြုခဲ့ဘူးတဲ့အဲ့ဒီကုသိုလ်တွေများစွာထဲမှာဒါနဆိုတဲ့ကုသိုလ်လေးတစ်ခုဒါနကိုတော့ကုသိုလ်ကြီးလို့ဦးဇင်းတို့သိမပြောချင်ဘူးဒါနဆိုတဲ့ကုသိုလ်လေးတစ်ခုဘာဖြစ်လို့လဲဆိုပန်းလေးတစ်ခွင့်လှူရင်လည်းနတ်စည်းစိမ်မရဘူးလားတောက်ရည်လေးတစ်ခွက်လှူလို့ရှိရင်လည်းပဲနတ်စည်းစိမ်မရဘူးလားရတာပြီတဲ့အဲ့ဒီနတ်စည်းစိမ်ချမ်းသာလောက်မရှိတဲ့လူစည်းစိမ်တွေပြည့်စုံနေတာဒီဘသူကအကျိုးပေးတာလဲဆိုတော့ဒါနကုသိုလ်အဲ့ဒီဒါနကုသိုလ်ကဒါနကုသိုလ်ကြီးလားဒါနကုသိုလ်လေးလားဒါနကုသိုလ်လေးနော်ပန်းလေးတစ်ပွင့်စိတ်စေတနာထက်တန်နဲ့စင်ကြဲလှူခဲ့ရင်နတ်ပြည်သေးချာပေါက်ရောက်တဲ့နတ်စည်းစိမ်ခံစားရတယ်
လူပြည်မှာရထားတဲ့စီးစိမ်ဥစ္စာတွေဆိုတာဟာနတ်စည်းစိမ်နဲ့စာရင်ဘာကမှမဟုတ်ပါဘူးမိမိတို့လူလာဖြစ်ပြီးတော့ကြိုက်တဲ့လောက်ချမ်းသာစမ်းပါစေတနိုင်ငံလုံးတစ်ကမ္ဘာလုံးမှာအချမ်းသာဆုံးလူဖြစ်တော်လဲပဲဘသူကပေးတာလဲဒါနကုသိုလ်ဘာဒါနလဲလို့ပြောရင်ဒါနသေးသေးလေးဒါနပေစီလေးဟုတ်လားလူချမ်းသာဖြစ်တယ်ဆိုတော့ပန်းလေးတစ်ပွင့်ကြောင့်လေဖြစ်တာပဲရေလေးတစ်ခွက်ကြောင့်လည်းဖြစ်တာပဲစီမီလေးတစ်တိုင်းကြောင့်လည်းဖြစ်တာပဲဆွန်းလေးတစ်ယောက်မှကြောင့်လည်းဖြစ်တာပဲတဲ့အဲ့ဒီဒါနလေးကြောင့်မိမိတို့စီးပွားဥစ္စာတွေပြည့်စုံတဲ့လူချမ်းသာဖြစ်တယ်ဆိုတာရေစီးလာတာဘာစီးလာတာလဲဘဝတန္တရာအဆက်ဆက်ကလူခဲ့တဲ့ဒါနတစ်ခုကြောင့်ချမ်းသာကြလေကုန်ဤရေစီးပါသည်အဲ့ဒီစီးတဲ့ရေကိုမိမိတို့ကမသိသည်ရှိတော့တတိမထားရှိသည်မိသည်ရှိတော့ရေကိုမြောင်းမသွဲပဲနဲ့ဘာလုပ်ကြတယ်ပိတ်ထားကြတယ်ပိတ်တယ်ဆိုတာကနားလည်အောင်ပြောရင်လေနောက်အာနိသင်ပြောမှပို့ပြီးတော့နားလည်မှာပါအခုရန်သူမျိုး၅ပါးနဲ့ဆက်ဆံတဲ့ရေတွေမီးတွေမင်းတွေခိုးသူတွေမချစ်မနစ်တတ်တဲ့အမွေခံသားဆိုသမီးဆိုတွေနဲ့မိမိပစ္စည်းဥစ္စာဆက်ဆံနေဆိုတာမြောင်းသွယ်လို့လားပိတ်နေလို့လားပိတ်နေလို့ကတလို့ပြောကြဆိုပိတ်နေတာမပြောနဲ့တော့တော်ကြတော့ဒီမြောင်းပုတ်စော်ကပဲနန်းနေတာမြောင်းပေးလိုက်ကြဆိုရေစီးလာခဲ့ကြပါပေကုန်ဤအတိတ်ကံပါရမီအလျောက်ဒါနကုသိုလ်တွေပြုချမ်းသာ၍လာကြလေကုန်ဤပင်စီမေဘိက္ခဝေအာနိတန္တာဘောဂေတုမိမိတို့အတိတ်ကံအလျောက်ဒါနကံအလျောက်ရောက်ရှိခံစားစံစားနေကြတဲ့စီဝါဥစ္စာတို့၌ဤမေပင်စာဤ၅မျိုးတို့ကုန်သောအာနိတန္တာအကျိုးတို့သည်တန်တိရှိကြလေကုန်၏စီဝါဥစ္စာဆိုတာရေလာလို့မြောင်းမပေးဘဲနဲ့ပိတ်ထားရင်ပုတ်စော်နံတယ်လို့ရေကဖွင့်ပေးလိုက်ပြီးတော့မြောင်းသွင်းရင်လူရခရီးရောက်တယ်လို့တဲ့စီဝါဥစ္စာကလည်းအပြစ်၅မျိုးအကျိုး၅မျိုးတဲ့အပြစ်လည်း၅မျိုးရှိတယ်အကျိုးလည်း၅မျိုးရှိတယ်မိမိတို့ရထားတဲ့စီဝါဥစ္စာတွေကိုမပေးရတွန့်ဒုံနေရင်တခိုးနဲ့လည်းမတွေ့ဘူးလားရေရောမီးရောမင်းဆိုးရောသားဆိုသမီးဆိုရောတွေ့မှာပဲဘလောက်ထိများတွေ့မလဲဆိုရင်လေဘသူမှမပေးရဲ့နှမျိုးမပေးရဲ့ဝန်တိုနှမျိုးနေတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီရန်သူမျိုး၅ပါးနဲ့တွေ့ကိုတွေ့ရမှာပဲမတွေ့ချင်လဲတွေ့မှာပဲတွေ့ချင်လဲတွေ့မှာပဲတဲ့မြောင်းပေးလိုက်ကြပါဆိုမြောင်းတွေ့လိုက်ကြပါကောင်ဆိုမိမိမှရထားတဲ့စီမဥစ္စာဒီကိုလိုရာခရီးရောက်အောင်လို့မြောင်းပေးလိုက်စမ်းပါမြောင်းတွေ့လိုက်စမ်းပါပင်စီမေဘိက္ခဝေအာနိတန္တာဘောဂေတုမိမိတို့အတိတ်ကံအလျောက်ရထားတဲ့စီဝါဥစ္စာတို့၌အသောအဆောင်ပစ္စည်းဥစ္စာတို့၌ပင်စဣမေပင်စဤ၅မျိုးကုန်သောအာနိတန္တာအကျိုးတို့သည်တန်တိရှိကြလေကုန်၏ကတမေပင်စဘယ်၅မျိုးတို့နိဟုမူကားဘောဂေစီမိမိတို့ရရှိထားတဲ့စီဝါဥစ္စာတို့ကိုနေတယအမိတဟဲပြု၍အတ္တနံမိမိကိုယ်ကိုဒုခေတိချမ်းသာစေ၏ပြီးနေတိစိတ်နှလုံးဝမ်းကိုပြည့်စေ၏တမ္မာကောင်းစွာဒုက္ခံချမ်းသာစွာပရိဟရတိခန္ဓာကိုယ်အတ္တဘောကိုဆောင်း၏နားလေအောင်ပြောရင်ပထမမြောင်းလေးဖွင့်ပြလိုက်စမ်းမှာကိုချမ်းသာအောင်နေစီဝါဥစ္စာအကြောင်းပြုပြီးတော့ကိုဘာလုပ်ရမှာလဲကဲဒီပုဂ္ဂိုလ်တွေမေးကြည့်စမ်းမအောင်မယ်လောကမှာလူလာဖြစ်မှတော့စီဝါဥစ္စာလိုလားမလိုဘူးလားစီဝါဥစ္စာကစုရမယ်တရားလားသုံးရမယ်တရားလားဘာလုပ်ရမယ်တရားလဲအခုဘာလုပ်ထားကြတာစုပြီးတော့ဘာလုပ်ထားတော့ဆိုပိတ်မြောင်းပိတ်ထားတာပေါ့ဟိုတနေ့ကပဲအဲ့ဒါစကားဆက်မိလို့ပြောတော့ဒကမာကြီးတယောက်ကဟုတ်တယ်ဗျာတဲ့တပည့်တော်တို့မြောင်းပိတ်တော့တဲ့ဘန်အရင်တော့ကအပ်ထားတဲ့ပတ်စံကတဖြည်းဖြည်းနဲ့ယော့ဘလို့လဲဒီလူတွေမြောင်းပိတ်နေလားမြောင်းတွေ့လိုက်စမ်းမှာဘယ်ကစတွေ့မဲ့တွေ့ရမဲ့အကျိုးရှိအောင်သုံးတတ်ဖို့အရေးကြီးပါသည်ပထမအတ္တနံမိမိကိုဒုခေတိချမ်းသာအောင်နေစမ်းမှာဘောဂီနိတ္တယကိုရထားတဲ့စီးပွားဥစ္စာတွေကိုအမိပြုပြီးတော့ကိုချမ်းသာအောင်နေချမ်းသာအောင်နေဆိုလို့ဒီလိုပြောချင်ပါတယ်ဦးဇင်းတို့ယဟန်တကတယောက်ပါပဲသူတို့မိသားစုပါပဲစက်ယုံနေလည်းရှိပါတယ်ဆိုင်နေလည်းရှိပါတယ်တပည့်နေနဲ့အများကြီးပဲထမင်းပဲချိန်စားတော့ဆိုတော့မနေ့စာ3နာရီမှစားတယ်ဈေးရောင်းကောင်းလို့တဲ့
စားပြန်တော့လည်းပဲအိမ်ကဖြစ်တယ်လို့အိမ်ကခိုင်းတဲ့ကောင်မလေးကချက်ပြုတ်ပေးလိုက်တာအဆင်မပြေတော့လေဘေးကလမ်းဘေးကဆိုင်ကထဝယ်စားတဲ့ဈေးရောက်ရရင်ပြီးရောပဲဈေးရောက်ရရင်ပြီးရောပဲဖောက်တယ်ပြက်မှာဆိုလို့တဲ့စီးပွားဥစ္စာတွေတော့ရှိကြလေကုန်ဤအတ္တနံမိမိကိုဒုက္ခေတိချမ်းသာအောင်မပြုစုကြလေကုန်နဒုက္ခေတိကိုမတထာကြလေကုန်အဲ့လိုပြောမှပဲနားလည်မယ်နဲ့တူတယ်ဟုတ်လားစီးပွားဥစ္စာရှိတယ်တချို့ကကိုအဲ့ဒါကနားလည်ပါတယ်ချမ်းသာအောင်ပြုတာတွေဘာတွေကပြောရတာခက်တာခက်ဒီလူတွေကကိုတထာတဲ့လူတွေလားမတထာတဲ့လူတွေလားဟမ်အေးနော်ကိုတော့မတထာမှတော့သူများဆိုရင်တော့ထဲ့ကိုပြောမနေနဲ့တော့စီးပွားဥစ္စာမရှိရင်မဖြစ်ဘူးတဲ့ဘာမဖြစ်တာလဲကိုချမ်းသာအောင်နေဖို့စီးပွားဥစ္စာမရှိရင်မဖြစ်ဘူးစီးပွားဥစ္စာကနှုတ်ပြရမှာလားအသုံးချရမှာလားအတိတ်ကအလျောက်ရလာတဲ့စီးပွားဥစ္စာတွေကိုတချို့ကထင်ကြလေကုန်ကြီးနင်တရားသမားအကုန်စွန့်နင်တရားသမားလက်မကြည့်နဲ့တဲ့အဲ့ဒါအလကားပြောတာတကယ်တရားသမားမှန်ရင်ကိုချမ်းသာအောင်မလုပ်ရမလဲနေတဲ့နားလေအောင်ပြောရင်ကိုတထာတဲ့ကဲမေးကြည့်ပါဦးမယ်တရားသမားနဲ့မတရားသမားနဲ့ဘယ်သူကကိုတထာလဲဟုတ်လားအမလေးတချို့ကတရားတွေဘာတွေအားထုတ်ပြီးတော့ပါပြီမစားတော့ပါပြီမဝတ်တော့ဘုရင်နေဟောဒီတုတ်တန်ကိုအာယုံပြုတ်ကြည့်ပြီးတော့စာတဲ့ကြည့်ပြီးတော့လေဘုရားရှင်ကိုတော်မြတ်ကြီးကိုတအားကြည်ညိုတာအရင်ကလည်းကြည်ညိုတာပါပဲဒီလိုစာလေးတစ်ပုတ်တုတ်တန်တစ်ခုဝတ္ထုကြောင့်တစ်ခုဂါထာတစ်ပုတ်တွေ့လို့ကိုနှလုံးသွင်းရလို့ရှိရင်လေစိတ်ထဲနှလုံးသွင်းလိုက်ရင်တအားကြည်ညိုတာတချို့ကထင်နေကြတာကအမလီဘုရားရှင်ကိုတော်မြတ်ကြီးကမိတ်နေစီးပွားဥစ္စာဆိုတာကစွန့်ပစ်လိုက်နင်တို့အန္တရာယ်ကြီးဘာမှသုံးမရဘူးလို့ပြောကြတာများတယ်အခုစီးပွားဥစ္စာဆိုတာကသုံးမရဘူးလားသုံးရမှာလားသုံးရတယ်အတ္တနံမိမိကိုဘောဂီစီးပွားဥစ္စာတို့ကိုနိတ္တညာအမှုပြီး၍ဒုက္ခေတိချမ်းသာအောင်နေလိုက်စမ်းမှာကိုတထာမနဲ့စာလေးကောင်းစားပြီးကြပြစ်မစားနဲ့ဟုတ်လားဈေးထွက်เสียရှိလို့ကြပြနဲ့ဖြစ်တယ်လို့ဘာဖြစ်သွားလဲစားသွားရောဈေးဝယ်တဲ့လူတွေများနေလို့လေအမလေးဖောက်တယ်ပြက်မှာဆိုလို့တော့ဈေးဝယ်တဲ့လူတွေစိတ်မကောင်းဖြစ်မှာဆိုလို့ဆိုထမင်းညိုင်ပါရတာနဲ့မဖွင့်ရဘူး2နာရီ3နာရီကြာမှစားအစာအိမ်ဖြစ်တရားရှိတဲ့လူလားမရှိတဲ့လူလားဟုတ်ကလားဒီလူတွေတော့စားတယ်မို့လားဟုတ်ပါစားအတ္တနံမိမိကိုဒုက္ခေတိချမ်းသာအောင်မွေးမြူလိုက်စမ်းမှာပြီးနေတီမိမိခန္ဓာကိုယ်ပြည့်ဖြူအောင်သုံးဆောင်ခံစားလိုက်စမ်းမှာကျမ်းမာအောင်ချမ်းသာအောင်သုံးဆောင်ခံစားလိုက်စမ်းမှာတမ္မာကောင်းစွာဒုက္ခချမ်းသာစွာပရိဟရတိသွားရထိုင်လျောင်းလိုရာပြောင်းပြီးတော့ချမ်းသာအောင်နေလိုက်စမ်းမှာဘာကိုအမိတဟဲပြုတ်ပြီးတော့လဲဆိုရင်စီးပွားဥစ္စာကိုအမိတဟဲပြုတ်ပြီးတော့ကောင်းအောင်နေလိုက်စမ်းမှာနားလေအောင်ပြောမယ်ဟိတဲ့ကိုရထားတဲ့စီးပွားအ ਨੇ ဆုံးတော့ကိုတထာတဲ့အဲ့ဒါမြောင်းပေးတာတဲ့တချို့ရှိတယ်ကိုမတထာတဲ့သူတွေနေတဲ့သူနဲ့ကြီးတဲ့သူနဲ့ဘယ်သူမှမတထာဒါပေမဲ့ကြီးမှပိုတရားမရှိတာပေါ့လေအဲ့လိုပြောရမှာလားတို့ပြောကျင်တယ်လေဦးဇင်းတို့တရားဟောရတာကတခါတလေအားမရဘူးလေအားရောက်ပါရောက်ကိုပြောပြလိုက်တာဟဲ့တရားဆိုတာကတရားတကယ်ရှိရင်ကိုဟာကိုတထာရတယ်ဟုတ်လားတွေ့ကြည့်တော့ကိုတော့မတထာတဲ့သူကသူများဆိုတာမတထာဘူးအတ္တနံမိမိကိုဒုက္ခေတိတထာလိုက်စမ်းမှာပထမဦးဆုံးအကျိုးကစီးပွားဥစ္စာရှိတဲ့ပုဂ္ဂိုလ်သည်ကိုတထာအောင်နေကိုတထာတဲ့ပုဂ္ဂိုလ်သည်အဲ့ဒါအကျိုးရှိသည်ဟုတ်လားစီးပွားဥစ္စာမရှာနဲ့မပြောဘူးနော်လူဖြစ်မှတော့လူလောကမှာနေမှတော့လူစီးပွားကတော့မရှာအောင်လားရှာမှာလားတမန်အာဇီဝနဲ့ရှာအဲ့ဒါလို့တမန်အာဇီဝနဲ့ရှာလိုက်တော့မှမိမိကကောင်းကောင်းနေကောင်းကောင်းပြောကောင်းကောင်းလုပ်ကောင်းကောင်းကင်ကောင်းကောင်းစဉ်းစားတော့မှအရင်တုန်းကပြုတ်ခဲ့တဲ့ကုသိုလ်တွေဒါနကုသိုလ်တွေကဘာဖြစ်မှလဲစီးလာမှာပေါ့ရထားတဲ့စီးပွားဥစ္စာတွေကိုအကုန်ပိတ်သိမ့်မြောင်းပိတ်ပြီးတော့နေတဲ့ပုံကိုယ်တွေလေကြားဖို့မှာပေါ့ဝိသခါကျောင်းမကြီးကသူ့ရောက်ခမတွေကိုပြောတာအဟောင်းစားကြီးတွေဟုတ်လားအဟောင်းစားကြီးတွေလို့မပြောဘူးလားပြောလားအဲ့ဒါဘာဖြစ်သွားတော့ဆိုတော့မြောင်းပါလုပ်လိုက်တာလေပိတ်လိုက်တာသူတော်ကောင်းတို့မြောင်းလေးတွေဖွင့်ပေးလိုက်စမ်းမှာမြောင်းတွယ်လိုက်စမ်းမှာ9မြို့ဘုရားရှင်ကိုတော်မြတ်ကြီးမိန့်တော်မူသည်အတ္တနံမိမိကိုဒုက္ခေတိပိနေတိတမ္မာဒုက္ခံပရိဟတတိကိုတထာချမ်းသာအောင်နေလိုက်စမ်းမှာစီးပွားဥစ္စာကိုအကြောင်းပြုပြီးတော့ကတ်စည်းနဲ့ကိုတရားလုံးမနေနဲ့တော့တချို့ညမနဲ့အကျိုးလေးတစ်ခုနဲ့ပြီးတာထမင်းချမ်းနဲ့ပြောတော့တာတထေး
မဲ့သူကလူကြားတဲ့ပြောတယ်ငါတို့ကအပေါ်မသုံးမှုတဲ့အလကသူဟာသူမတထားတာဟဲ့လားကိုကတော့နည်းနည်းအားလေးအင်းလေးဖြစ်အောင်တော့ကျမ်းမရေးကောင်းအောင်တော့ကိုနဲ့တဲ့တာလေးတော့မစားဘူးလားစားရလားစားရမှာတကယ်စဉ်းစားကြည့်ပေါ့ကိုမတထားလဲပဲဒါတွေကဘာလုပ်ခဲ့ရမှာလဲဟောဒါတော့လည်းသိတာပဲနော်အဲ့ဆိုဒီကပြန်ရင်အိမ်မှာဝယ်စားတော့မှာပေါ့ဟုတ်လားစဉ်းစားကြည့်ပါနော်ဘာပြောကိုတော့မတထားဘူးဆိုရင်ဘာလုပ်ခဲ့ရမှာလဲထားခဲ့ရမှာအတ္တနမိမိကိုဒုက္ခေတိပိနေတိတမ္မာဒုက္ခံပရိဟတတိကိုတထားလိုက်စမ်းမှာအဲ့ဒီစီးပွားဥစ္စာတွေကအကျိုးရှိပါသည်ကိုချမ်းသာစေသည်ဘောဂီစီးပွားဥစ္စာတို့ကိုနိတ္တယအမိပြု၍မာတံပိတရောအဖေအမေတို့ကိုအမေအဖေတို့ကိုဒုက္ခေတိချမ်းသာအောင်ထားလိုက်စမ်းမှာပိနေတိကိုစိတ်ပြေဖြိုးအောင်ထားလိုက်စမ်းမှာတမ္မာဒုက္ခံပရိဟရတိအမေအဖေမိဘနှစ်ပါးကိုလှုပ်ကြွေးသမှုပြုတ်ပြီးတော့ချမ်းသာအောင်ပေးနေလိုက်စမ်းမမိဘတွေကိုမချစ်ဘူးလားချစ်လားမိဘတွေကိုကောင်းကောင်းမနေစေချင်ဘူးလားနေစေချင်လားဒါမြင့်ဘာရှိဖို့လို့စီးပွားဥစ္စာရှိဖို့လိုတယ်တဲ့စီးပွားဥစ္စာမှာကုန်းကောက်စရာတော့မရှိပါဘူးဆိုအမေဘယ်လိုကြွေးမလဲအဖေဘယ်လိုကြွေးမလဲမိဘကိုဘယ်လိုထားမလဲကိုစီးပွားရှာတာဒီဘယ်သူ့ဖို့မိဘဖို့ဘုရားရှင်ကိုရောမြတ်ကြီးကမိန့်တော်မူပါသည်စီးပွားဥစ္စာသည်တကယ်အကျိုးရှိသည်အသုံးချတတ်ရဲ့အကျိုးရှိသည်အသုံးမချတတ်ရဲ့အပြစ်ရောက်သည်အသုံးမချတတ်တဲ့ပုဂ္ဂိုလ်အတွက်ရေမီမင်းခိုးသူမချစ်မနဲ့တတ်တော်သူတွေနဲ့ဆုံကြုံစိတ်ပူပန်တောကရောက်ပစ္စည်းဥစ္စာလည်းရှုံးရလေကုန်၏အသုံးမချတတ်တဲ့သူတွေအသုံးချတတ်တဲ့သူတွေကြတော့အကျိုး၅မျိုးရှိကြလေကုန်၏ဘလို့ပုဂ္ဂိုလ်မျိုးကိုအသုံးချတတ်တဲ့ခေါ်ကိုတထားသည်ကိုမိဘတွေကိုတထားသည်အဲ့လိုပဲသုံးလိုက်မယ်နော်တထားတယ်ဆိုတာသိတယ်နော်ဘာတော့ကိုင်တထားအဲ့လိုဆိုဟမ်ဘာတော့တထားတယ်ဆိုတာအဲ့ဒါလိုက်ရှာနေတဲ့အဘိဓမ္မာနဲ့မှာဒီတထားဆိုတာဘာစကားလဲပေါ့လေဒါမဲ့လူတွေပြောရင်တော့နားလည်ပါတယ်အမေကိုကြမ်းပါစေခြင်းနဲ့ချမ်းသာစေခြင်းနဲ့အဖေကိုကြမ်းပါစေခြင်းနဲ့ချမ်းသာစေခြင်းနဲ့ကိုရှိတဲ့စီးပွားဥစ္စာလေးနဲ့ပြုစုယူရစောက်ရှောက်ပေးခြင်းနဲ့အဲ့ဒါဘာလို့တထားတာပေါ့ကဲကိုတော့မတထားတဲ့သူဟာမိဘကိုဟုတ်လားတချို့ကပြောတယ်တို့သာမတကိုသာမတထားတာပါတဲ့မိဘကိုတော့၎င်းပြောတာအဲ့ဒါမဟုတ်ဘူးကိုတထားကိုကျွေးမွေးပူဇော်စောင့်ရှောက်ဘာရှိမှစောင့်ရှောက်နိုင်တာလဲဆိုရင်ပစ္စည်းဥစ္စာမိဘတွေကိုကျွေးမွေးပြုစုစောင့်ရှောက်မိဘတွေကိုတထားဘာဖြစ်မှစောင့်ရှောက်နိုင်တာလဲဆိုရင်ပစ္စည်းဥစ္စာရှိမှဒါမြင့်ပစ္စည်းဥစ္စာအရေးမကြီးဘူးလားကြီးလားမရှာရဘူးလားရှာရမှာလားဒါဆိုကြပြည့်ရှင်ဗိမိတာရမင်းကြီးကသောတာပန်ကြီးဘုရားရှင်ကိုရောမြတ်ကြီးနဲ့တွေ့ပြီးတော့သောတာပန်ဖြစ်သွားတာတရားအလုပ်ကျင့်ကြံအားထုတ်လို့တရားသဘောတွေကိုနားလည်သွားတော့အဲ့ဒါသောတာပန်ဖြစ်သွားတာအဲ့ဒီသောတာပန်ဖြစ်သွားလိုက်တာနဲ့တပြိုင်နက်စီးစိမ်ဥစ္စာထီးနှန်းကြီးကိုရော့ယူခြင်းတဲ့လူယူလို့နှုတ်ပြစ်သလားဆိုရင်မနှုတ်ပါဘူးတဲ့ရှင်မင်းဘဝနဲ့ပဲသောတာပန်ဘဝနဲ့ပဲရှင်မင်းအလုပ်ကိုလောက်တာပါပဲတဲ့စီးပွားဥစ္စာဆိုတာသဘောပေါက်ပါအသုံးချတတ်ဖို့အရေးကြီးတယ်သောတာပန်ဆိုပို့ပြီးတော့အသုံးမချတတ်ဘူးလားချတတ်လားချတတ်တယ်ဘလို့ချရမှာလဲဆိုရင်စီးပွားဥစ္စာရှိတဲ့ပုဂ္ဂိုလ်ကအတ္တနံဒုက္ခေတိကိုတထားလိုက်စမ်းမှာမာတာပိတရောဒုက္ခေတိမိဘတွေကိုတထားလိုက်စမ်းမှာဘောတန်မတွင်းနဲ့နော်မိဘတွေကိုမတထားလို့ရှိရင်မိဘတွေကိုမပြုစုလို့ရှိရင်မိဘတွေကိုမလှုပ်ကြွေးလို့ရှိရင်မိဘတွေကျေးဇူးမေ့နေလို့ရှိရင်ပျက်စီးတယ်ဘုရားတို့အတိတယောက်ဆိုတော့ဘုံမူပါပဲသူနဲ့ယာဓုတူတဲ့အရင်တုန်းကယာဓုတူတဲ့သူတွေအခုဆိုရင်ဝန်ကြီးတွေဘာတွေဖြစ်ကုန်ကြတာတွေတပုံကြီးသူကတော့ဘာဖြစ်တော့ဆိုဘာမှမဖြစ်ဘူးလမ်းဘေးရောက်အရင်တုန်းကတော့သူကမြို့နယ်ကောင်စီလောက်တာပေါ့လေတော့ဦးစင်းစီလာကတော့မေးမိတာပေါ့အမင်းဇာတိကဘယ်ကလဲတပည့်တော်ကအေယာဝတီဘက်ကပေါ့အေယာဝတီတိုင်းဘက်ကပေါ့အမင်းမိဘတွေဘာတွေရောရှိသေးလားရှိပါသေးတယ်ဖေပေါ့အဲ့ဒါဆိုတနစ်ဘယ်နှခေါက်ပြန်လုံးဆိုသူကပြုံးလေးနဲ့မဖြေတော့ဟဲ့တနစ်ဘယ်နှခေါက်ပြန်လုံးဆိုဟဲတယ်လို့တာဟာဘာလို့ဟဲတာလဲပြောစမ်းပါဦးတနစ်ဘယ်နှခေါက်ပြန်တော့တပည့်တော်တနစ်တစ်ခေါက်မပြန်ဖြစ်ဘူးဖေတဲ့နှစ်နှစ်ရောဆိုမပြန်ဖြစ်ဘူးဖေတဲ့ဟာမင်းဘာတွေအလုံးရှုပ်နေတာတော့ကွာလို့မိဘတွေရှိရင်တော့ပြန်ပြီးတော့ပြုစုဖို့လို့ကိုလည်းစီးပွားဥစ္စာထိုက်တဲ့လောက်ရှိပြီဆိုရင်မိဘတွေမပြုစုရဘူးလားပြုစုရမှာလားပြုစုရမှာမတ္တပိတရောဒုက္ခေတိတဲ့ဘုရားရှင်ကိုတော်မြတ်ကြီးခိုင်းထားတာကြီး
စီဝါဥစ္စာရှိလာလို့ရှိရင်ကိုလည်းတထာမိဘကိုလည်းတထာတဲ့ကဲပြောစမ်းကွာလို့မိဘတွေနဲ့ခွဲလာတာဘယ်နှစ်ရှိလို့ဆို15နှစ်ရှိပြီတဲ့ဘယ်နှခေါက်ပြန်ရောက်တော့ဆိုတစ်ခေါက်မှမရောက်ဘူးတဲ့ကိုင်ဘလို့အံ့ဖို့ကောင်းတော့ကြည်စမ်းမအောင်ကိုင်အိုသူတော်ကောင်းလို့အဲ့လိုပုံကိုယ်တွေတပုံကြီးရှိကြလေကုန်ဤကိုမှရှိတဲ့စီးပွားဥစ္စာတွေကိုရေးလာပါလျက်ကဲနဲ့မြောင်းမပေးတော့ယာဒူးတွေပြုတ်သွားကြလေကုန်ဤစီးပွားဥစ္စာတွေပြက်သွားကြလေကုန်ဤအခုလမ်းဘေးမှာဟုတ်လားဘသူကျေးဇူးမေးလို့လဲဘာပြောကိုစီးပွားဥစ္စာရှိမိဘတော့ကြိုက်တထာတဲ့စိတ်လေးတော့မမွေးရဘူးလားမွေးရမှာလားဒီမိဘကိုတထာတဲ့စိတ်ဆိုတာမွေးစရာကိုမလိုအောင်ရှိနေရမှာပါအမေကျေးဇူးအဖေကျေးဇူးမိဘကျေးဇူးမိဘတွေကြွေးခဲ့မွေးခဲ့ပြုစုခဲ့စောင့်ရှောက်ခဲ့အဲ့ဒီကျေးဇူးတွေကိုသိရင်အဲ့ဒီကျေးဇူးဆက်တဲ့အနေနဲ့တထာလိုက်စမ်းမှာဘုရားရှင်ကိုတော်မြတ်ကြီးကမိန့်တော်မူသည်ကိုရထားတဲ့စီးပွားဥစ္စာတွေဒီအကျိုး၅မျိုးရှိကြလေကုန်ဤအသုံးချတတ်ရင်ဘလို့အသုံးချရမယ်ဒုတိယအချက်ကမိဘတွေကိုတထာကြွေးမွေးပြုစုစောင့်ရှောက်ဘုရားတို့ညီလေးညီမတွေဆိုလဲပြောထားတယ်သူတို့ဒီလောက်ထိပြောစရာလည်းမလိုပါဘူးသူတို့လည်းနားလေတယ်ဘာပြောမိဘအိမ်နဲ့ကတ်နေတဲ့နီးတဲ့သားသမီးများကြရင်အဖေထမင်းစားတော့မယ်အမေထမင်းစားတော့မယ်ဆိုဘာမှမရှိနေအောင်တော့ကြက်တုံလေးအခွန်ခွခေါင်းလေးဖင်လေးဖြတ်ပြီးလေးစိတ်သွားပို့ရင်ကိုပဲမိဘတွေစိတ်မချမ်းသာဘူးလားချမ်းသာလားကကြက်တုံလုံးတော့ကိုယ့်အိမ်မှာကိုမရှိဘူးလားရှိလားငရုတ်သီးလေးထောင်းပြီးတော့ပို့ရင်မရဘူးလားပဲပြုတ်လေးပြုတ်ပြီးတော့မရဘူးလားငပိရတိုးစရာလေးပို့ရင်မရဘူးလားအဲ့ဒီစီးပွားဥစ္စာဒီနဲ့ဘာလို့ရမယ်မြောင်းပေးလိုက်စမ်းမှာကိုတထာတဲ့မြောင်းကိုလည်းပေးလိုက်စမ်းမှာမိမတွေကိုတထာတဲ့မြောင်းလည်းပေးလိုက်စမ်းမှာမြောင်းဘယ်နှမြောင်းရှိပြီလဲခုဘယ်နှမြောင်းတူးပြီလဲဟမ်နှမြောင်းမလို့နှမြောင်းနဲ့တူးရသေးတယ်ပေါ့လေနောက်3မြောင်းကျစဉ်းစားကြည့်နော်တကယ်ပြောတာမြောင်းပိတ်ရင်ပုတ်စော်နံနေဟုတ်လားမြောင်းပိတ်ရင်အတိတ်ကာလကမိမိတို့ပြုခဲ့တဲ့ကုသိုလ်ကောင်းမှုဒါနလေးသေးလေးကြောင့်ရလာတဲ့စီးပွားဥစ္စာတွေဟာတကယ်လို့များမိမိတို့ကကိုမတထားဘူးမိဘလည်းမတထားဘူးမြောင်းပိတ်နေတယ်ဆိုရင်အဲ့ဒါဘာဖြစ်မှာလဲပုတ်စော်နန်းနေမှာပဲတဲ့ရေနဲ့လည်းတွေ့မယ်မီးနဲ့လည်းတွေ့မယ်မင်းနဲ့လည်းတွေ့မယ်ခိုးသူနဲ့လည်းတွေ့မယ်မချစ်မနစ်သက်တဲ့သူနဲ့လည်းတွေ့မယ်အခုဒီတရားဟောပေးတာကဘာလို့စေခြင်းလို့ပေါက်တူးရှိဘူးလားပေါက်တူးတွေပါလေရှိဘူးလားဟမ်ဒါပေါက်တူးရောင်းနေတာပဲအခုပေါက်တူးရောင်းပြီးတော့ကင်တရားနာတဲ့သူတော်ကောင်းတွေကပေါက်တူးရောင်းပေးတဲ့လူကရောင်းပေးပြီးကိုယ့်ဟာကိုယ်မြောင်းသွယ်မှလားဟောတဲ့ပုဂ္ဂိုလ်ကပေါက်ပေးရမှလားအတ္တနာမိမိကိုဒုက္ခေတိတထာလိုက်စမ်းမှာချမ်းသာအောင်ကြွေးမွေးပြုစုလိုက်စမ်းမှာစီးပွားဥစ္စာကိုအကြောင်းပြုပြီးတော့ဘောဂေစီးပွားဥစ္စာတို့ကိုနေတယအမိတဟဲပြုပြီးတော့မာတာပိတရောအမိဖာတို့ကိုမာတာပိတရောအမိဖာတို့ကိုဒုက္ခေတိချမ်းသာအောင်ပြုစုလိုက်စမ်းမှာပိနေတိပြည့်စုံအောင်ဖြည့်ပေးလိုက်စမ်းမှာတမ္မာဒုက္ခံပရိဟရတိကောင်းကောင်းမွန်မွန်ချမ်းချမ်းသာသာအတ္တဘောကိုဆောင်ပေးလိုက်စမ်းမှာအဲ့ဒါဒုတိယမြောင်းတတိယမြောင်းကိုတထာမိဘကိုတထာနောက်တစ်ခုတတိယမြောင်းဗုဒ္ဓဓာရဓာတကမ္မပရိဟာရေဟိဘုရိတေဟိမိမိရဲ့ချစ်သားချစ်သမီးတပည့်တပန်းအခိုင်အစေကိုအဲ့ဒါဒုခေတိတထာလိုက်စမ်းမှာနောက်ထပ်တစ်မြောင်းမြောင်း၅မြောင်းတစ်ခါတည်းတော့မတူပါနဲ့တဖြည်းဖြည်းချင်းတူအောင်ကိုတထာမိဘကိုတထာသားသမီးတပည့်တပန်းတွေကိုတထာအဲ့ဒီမြောင်းတူဘူးလားသားသမီးတွေကိုတထာတာတူဘူးလားတပည့်တပန်းတွေတထာတာတူဘူးလားဘုဇင်းတို့ကိုအိမ်နေပါတွေတော့မပင့်ညာနဲ့ကြိုပြောထားတယ်ဘာဖြစ်လို့လဲအဲ့ဒီအိမ်နေမှာအချိုးမကြတာတွေ့ရင်တရားပွဲတဲ့ထဲ့ဟောမှာပဲကိုလည်းပင်မနဲ့ကျမကြီးလည်းမကောင်းပဲအိမ်မှလည်းမကြွချင်ဘူးဟိုမှာအေယာဝတီတိုင်းပဲရောက်တော့လေဆရာတော်ဘုရားကြီးကအဲ့ဒါလွန်တော်မူသွားတော့ဦးဇင်းတို့ကတရားပွဲသွားဟောတရားစခန်းပေါ့ဓမ္မီတရားစခန်းဒီလိမ့်စာမထည့်ဘူးအောင်မေ့နေတာဓမ္မီကထွက်သွားပြီပါဇက်ကဟင်္ဒရာဘက်ကဓမ္မီကိုအဲ့ဒီရောက်တာပေါ့လေရောက်တော့ဦးဇင်းတို့ကအဲ့ဒီမှာသူတို့တိန်နေပါတွေထပ်ပါညာသူတို့ရှင်နေပါတွေပြုအဲ့ဒီအိမ်မှာအာယုံဆုံးကတ်တော့သွားဖုံးတော့အဲ့ဒီအိမ်ကပေါ့ဦးဇင်းတို့ကိုလည်းအာယုံဆုံးကဘာကတ်လဲဆိုတော့ဟင်္ဒရာဘက်ကဆိုတော့ဘိုးဟင်းကကတ်တာပေါ့
မောဟင်ကတော့ဟာပါလာတဲ့ဧည့်သည်တွေရောလာတဲ့ဧည့်သည်တွေရောကပ္ပိယတွေရောဘာတွေအကုန်လုံးကျွေးလိုက်တာလေမောဟင်ကတွေကလည်းပြည့်ပြည့်စုံစုံဘဲဥတွေဆိုလဲစိတ်ဟိုလေးစိတ်ထားတာမဟုတ်ဘူးလေတို့လိုဓာတ်ပေါက်ပြီးတော့ဗောလေလှိထားပြီးတော့ဖွာအများကြီးလှုပ်ပြီးတော့လေပကံလိုက်ကြီးချတာအဲ့တော့ချနေဦးစိကဆွန်ဖုံးပေးပြီးတော့အချိုပဲဖုံးနေပြီဗောဟိုဘက်ကကပ္ပိယတွေကဟိုဘက်ခဝေးမှာစားနေကြပြီဗောအဲ့ဒီအချိန်မှာမိဖို့ချောင်းတွေကအပန်ကြားတယ်အမေကျွန်တော်ဘဲဥထည့်ပေးအောင်လေဟဲ့အဲ့ဒါနင်းဖို့မဟုတ်ဘူးတဲ့ဧည့်သည်ဖို့တဲ့ဘယ်သူဖို့တဲ့ကဲအဲ့ဒီကလေးရဲ့စိတ်ထဲမှာတွက်ကြည့်သမ်းမှာဟိုဘယ်လိုဧည့်သည်တွေကြတော့လေးပါလေအများကြီးပကံလိုက်ချပြီးတော့သူ့ကြတော့တစ်ဖက်တောင်ထဲ့မပေးဘူးတဲ့ကိုင်းအဲ့ဒီကလေးမခံစားရဘူးလားခံစားရလားမှတ်သွားတယ်တီးသွားတယ်ငါအမေတော့သိမယ်အသက်ကြီးအာဒနာမိကိုဒုခေတိတထာလိုက်စမ်းမှာမာတာပိတရောအမိအဖတွေကိုဒုခေတိတထာလိုက်စမ်းမှာပုဒ္ဒဓာရသာသမီတွေကိုတပြည့်တပန်းတွေကိုလည်းပဲဒုခေတိတထာလိုက်စမ်းမှာတချို့ကဘဲဥလေးတစိမ့်တောင်မှကိုသားသမီးကိုမတထာဟုတ်လားဘယ်မလဲကိုရတဲ့စီးပွားကကိုသိရင်ကိုနောက်ပါမှာလားကဲစောစောကဘဲဥလေးပေးလိုက်လို့ရှိရင်တခါတည်းဒီသားလေးဟာလေဒီဘဲဥလေးတောင်းတိုင်းရတယ်ဆိုတော့ဒါလေးစားလိုက်ရတဲ့အရသာလေးဟာအော်ငါအမေကပေးတဲ့ဟဲ့ငါအမေကပေးတဲ့ဟဲ့ဆိုတော့နောက်အမေအဖေဖြစ်လို့ရှိရင်လေသူဘာလို့မလဲတထာမှာပေါ့အခုသားသမီးတွေကိုမိဘတွေကငယ်ကလေးကသားသမီးတွေကိုမတထာတော့မိဘတွေအသက်ကြီးတော့သားသမီးတွေကလည်းဟုတ်လားကဲကိုသားသမီးတွေကကိုတထာလားမတထာဘူးလားဟမ်ဘာလို့တို့မဖြေရဘူးတို့ငယ်တုန်းကသားသမီးကိုမတထာခဲ့လို့ဟိုသူတော်ကောင်းတို့ညံနှန်းလေးနဲ့အာယုံပြုတ်ကြည့်လိုက်စမ်းမှာသားကိုလည်းတထာလိုက်စမ်းမှာသမီးကိုလည်းတထာလိုက်စမ်းမှာတပည့်သားမီးတွေကိုလည်းတထာလိုက်စမ်းမှာမိမိအိမ်မှာအိမ်မှုကိစ္စလှုပ်ပေးနေတဲ့ကလေးတွေကိုလည်းတထာလိုက်စမ်းမှာအဲ့ဒါဘာလို့တာလဲမြောင်းပေးသည်ဘာပဲပြောသားလေးကိုတထာရင်သမီးလေးကိုတထာရင်ဒီသားဒီသမီးဟာဒီမိဘရဲ့ကျေးဇူးမေးအောင်မလားမမေ့တော့ဘူးဒီတပည့်တွေကိုဒီခိုင်းထားတဲ့ပုဂ္ဂိုလ်တွေကိုဒီမိမိလက်အောက်ခံငယ်သားတွေကိုတထာတယ်ဆိုလို့ရှိရင်ဒီတပည့်တွေကဆရာသမားတွေရဲ့ကျေးဇူးမေ့အောင်မလားမမေ့တော့ဘူးတဲ့လောကကြီးမှာပြောချင်တာကသားသမီးကမိဘကျေးဇူးမသိတတ်ဘူးဆိုတာဒီမတထာဘူးဆိုတာဒီမိဘကငယ်တုန်းကလည်းမတထာခဲ့လို့အိမ်မှာကလေးတွေဘဲဥချက်ကျွေးရင်တလုံးကျွေးတာများလားတစ်ချမ်းကျွေးတာများလားဟုတ်လားဘာတလုံးကဘာတလုံးကျွေးလိုက်ရင်စီးပွားပြက်မှာဆိုလို့လားဟမ်တလုံးကျွေးလိုက်ရင်စီးပွားပြက်မှာဆိုလို့လားသားသမီးတွေမေးကြည့်တလုံးစားမလားတစ်ချမ်းစားမလားမေးကြည့်ပေါ့ဘာစားမယ်ပြောအေးတလုံးစားခြင်းတလုံးကျွေးလိုက်စမ်းမှာကိုယ်တစ်ချမ်းနဲ့မလို့နာမည်ပြက်တယ်မိဘနာမည်ပြက်တယ်အာဒနံဒုခိတိကိုလည်းတထာလိုက်စမ်းမှာစီးပွားဥစ္စာရှိမှမာတာပိတရောဒုခိတိမိဘကိုလည်းတထာလိုက်စမ်းမှာစီးပွားဥစ္စာရှိမှဗုဒ္ဓဒါသကမ္မကာရပုရိသေဟိမိမိရဲ့သားသမီးတပည့်အခိုင်အစေအစရှိတဲ့ပုဂ္ဂိုလ်တွေကိုလည်းတထာလိုက်စမ်းမှာဘာရှိမှစီးပွားရှိမှတဲ့စီးပွားရှိရင်မြောင်းပွယ်လို့ရတဲ့ကိုလည်းကျမ်းမှာချမ်းသာအောင်နေနိုင်တဲ့မိဘတွေကိုလည်းပြုစုလုပ်ကျွေးနိုင်တဲ့သားသမီးတပည့်တပန်းတွေကိုလည်းပြုစုစောင့်ရှောက်နိုင်တဲ့စီးပွားဥစ္စာကအရေးကြီးတယ်ပင်စီမေဘိက္ခဝေအာဒီနဝဘောဂေတုပင်စီမေဘိက္ခဝေအာနိတတဘောဂေတုနှမျိုးဘုရားရှင်ကိုတော်မြတ်ကြီးဟောပါသည်စီးစိမ်ဥစ္စာတွေအသုံးမချတတ်ရင်ရန်သူတွေနဲ့တွေးတတ်သည်စီးစိမ်ဥစ္စာတွေကိုအသုံးချတတ်လို့ရှိရင်ကောင်းကျိုးတွေအများကြီးရသည်ကိုလည်းမြောင်းသွယ်လိုက်စမ်းမှာကိုအတွက်မိဘတွေအတွက်လည်းမြောင်းသွယ်လိုက်စမ်းမှာသားသမီးတွေအတွက်လည်းပဲမြောင်းသွယ်လိုက်စမ်းမှာမြောင်း၃မြောင်းဘယ်နှမြောင်းလဲဒီလူတွေမြောင်းဘယ်နှမြောင်းရှိပြီလဲတကယ်တူးထားရလားတကယ်တူးထားရလားအခုပြောမှတူးတာလားဟမ်ဟုတ်ကဲ့လားနောက်တစ်မြောင်းကိုဘုရားရှင်ကိုတော်မြတ်ကြီးကမိန့်တော်မူပြန်သည်ဘောဂီစီးပွားဥစ္စာတို့ကိုနှိပ်သာရအမိပြု၍မိတ္တာမစ္စေမိမိရဲ့ဆွေမျိုးမိတ်ဆွေတငယ်ချင်းအပေါင်းအသင်းအိမ်နီးနားချင်းတို့ကိုသူခေတိချမ်းသာအောင်ပြုပေးလိုက်စမ်းမှာချမ်းသာစေလိုက်စမ်းမှာတထာလိုက်စမ်းမှာကိုမိတ်ဆွေတငယ်ချင်းတွေကိုဘာလို့လဲတထာတဲ့အိမ်ဧည့်သည်လာတာမလာတာဘယ်ဟာကြိုက်ဟမ်ဘာဖြစ်လေပေးခြင်းလို့ပေါ့လေအားနဲ့လေထိုင်ပေးခြင်းလို့နဲ့တူတယ်သူတို့အတင်းတုပ်ခြင်းလို့နဲ့တူတယ်တကယ်တမ်းပြောရင်ဧည့်သည်ဆိုတာအလူခံပဲ
ဘာပဲရေလေးပဲချကြွေးကြွေးချတိုက်တိုက်ကိုက်လက်ဖက်တုပ်လေးပဲချကြွေးကြွေးရေနွေးချမ်းလေးပဲချပေးပြီးကုသိုလ်မရဘူးလားရလားဧည့်သည်ဆိုတာအတိထိဧည့်သည်ဆိုတာဘာလဲအလူခံမေးတယ်ဧည့်သည်လာတာကြိုက်လားမလာတာကြိုက်လားဦးဇင်းတို့ငယ်တုန်းကတော့လာတာမကြိုက်ဘူးတခါတလေဟင်းကောင်းလေးတွေချက်တာသူတို့ကစားချိန်တန်မှလားသူတို့ကအရင်စားတော့ကိုယ်ကြတော့သွားရောလူးစားရတာအိုးနဲ့ဟုတ်တယ်လေဒါကိုမကြိုက်တာကိုပြောတာလေဘာဖြစ်လို့ကိုမကြိုက်ရတာလဲဆိုတော့စီးပွားဥစ္စာနေတော့ဧည့်သည်လာမှာမကြိုက်ဘူးကြောက်တဲ့ဘောဒီလူတွေဧည့်သည်ကိုကြိုက်လားကြောက်လားမဖြီလဲရတယ်မလာဘူးအိမ်မကြွဘူးပြောထားပြီလားမပင်းနဲ့မလာဘူးပြောထားပြီလားဘောဂေစီးပွားဥစ္စာတို့ကိုနှိပ်တာရအမိတဟဲပြု၍မိမိတို့ရထားတဲ့စီးပွားဥစ္စာကိုအကြောင်းပြုပြီးတော့ဧည့်သည်တွေကိုကျွေးမွေးပြုစုနိုင်သည့်အိမ်နီးနားချင်းတွေကိုကျွေးနိုင်ပေးနိုင်ကမ်းနိုင်ညလေကုန်ဤစီးပွားဥစ္စာအကြောင်းပြုပြီးတော့အိမ်နီးနားချင်းတွေနဲ့ချစ်ကြခင်ညလေကုန်ဤအိမ်နီးနားချင်းတွေကိုတထာကြလေကုန်ဤတကယ်အရေးအကြောင်းအိမ်မှာပြဿနာဖြစ်ပြီးဟိဆိုရင်အိမ်နီးနားချင်းတွေအားကိုးရတာဟုတ်တယ်မို့လားဆွေတွေမျိုးတွေအားကိုးရတာအကြောင်းပေါ်မှာအားကိုးမလားအကြောင်းမပေါ်ခင်ကတည်းကတထာမလားအဲ့ဒီမြောင်လေးတူးဟုတ်လားတူးပြီလားအဲ့ဒီမြောင်မမလေးတချို့ယုံသူယုံသားတွေလေဦးဇင်းတို့ယုံမှလည်းသတင်းကြားတယ်အဲ့ဒီဒကမာကြီးတယောက်ကလေအများနဲ့ထမင်းတူတူစားခြင်းစားတယ်တခါလေတော့သူတယောက်တည်းစောစားခြင်းစားတယ်ဘေးကလူတွေကဘာဖြစ်တော့လေးလာတော့လေအများနဲ့စုစားတာရဲ့သူတယောက်တည်းစောစားတာရဲ့ဘာကွာလဲဆိုတော့အများနဲ့စုစားတာစောင့်ပြီးတော့စုစားရင်ဟင်းမကောင်းလို့တဲ့ဟင်းကောင်းပြီဆိုတော့သူတယောက်တည်းအရင်စားတာတဲ့ဟင်းကောင်းပြီဆိုတော့သူကငါကအစာအိမ်ယောဂါရှိလို့ပါဟဲ့ငါကမနေနိုင်လို့ပါဟဲ့ဆိုအရင်တုတ်ရောတဲ့သူ့အိမ်ကဟင်းမကောင်းဘူးဆိုရင်လေဘယ်အစာအိမ်ယောဂါအဲ့ကြတော့မပေါ်တော့အမလေးဟိုလူထမင်းမွဲဆောင်ဒီလူထမင်းညိုက်ဆောင်အကုန်လုံးစုပြီး50ယောက်စုပြီးတော့မှဘာလို့တာလဲစားတာတည်း။အိုသူတော်ကောင်းတို့မိတ်ဆွေတငယ်ချင်းအပေါင်းအသင်းအိမ်နီးနားချင်းတွေကိုလည်းတထာလိုက်စမ်းမှာကျွေးမွေးလိုက်စမ်းမှာပြုစုလိုက်စမ်းမှာချမ်းသာအောင်ထားလိုက်စမ်းမှာပေးလိုက်စမ်းမှာကမ်းလိုက်စမ်းမှာအဲ့ဒါသည်စီးပွားဥစ္စာရှိလို့ကိုချမ်းသာအောင်နေခြင်းတော့လည်းပဲစီးပွားဥစ္စာမရှိရင်မနေနိုင်မိဘကိုကျွေးမွေးပြုစုခြင်းတော့လည်းပဲစီးပွားဥစ္စာမရှိရင်မနေနိုင်သာသမီဇနီးမယာခင်မွန်းယောက်ျားတပည့်တပန်းအခိုက်အစေတို့ကိုကျွေးမွေးပြုစုခြင်းတော်လည်းပဲမိမိမှာစီးပွားဥစ္စာမရှိရင်မနေနိုင်မိတ်ဆွေတငယ်ချင်းအပေါင်းအသင်းအိမ်နီးနားချင်းတွေကိုပြုစုလုပ်ကျွေးစောင့်ရှောက်ခြင်းတော်လည်းပဲကူညီခြင်းတော်လည်းပဲစီးပွားဥစ္စာမရှိရင်မနေနိုင်စီးပွားဥစ္စာရှိလို့ရှိရင်အဲ့ဒီအလုပ်အဲ့ဒီမြောင်းတွေကိုတွေ့ရပါမည်ဖောက်ကိုဖောက်ရပါမည်မြောင်းကိုပေးရပါမည်ဘယ်နှမြောင်းရှိပြီ4မြောင်းရှိပြီကိုတထာရမယ်မိဘကိုတထာရမယ်သားသမီးတပည့်တပန်းတွေကိုတထာရမယ်မိတ်ဆွေတငယ်ချင်းအပေါင်းအသင်းတွေကိုတထာရမယ်5မြောင်းပါမြောင်းကတော့ပြီးတော့က4မြောင်းသမဏဗျမနေတုဩဒက်ဂိကံဒက္ခိနံပဋိဌာပေတိသောဝေဂိကံသက်ကံတံဝတ္တတကတံဝတ္တနိကံလူချမ်းသာနတ်ချမ်းသာဗြဟ္မာချမ်းသာကောင်းရာမွန်ရာရောက်ကြောင်းဖြစ်တဲ့အလူဒါနတွေကိုယဟန်ပုံနာတို့၌တရားဓမ္မကြည်ကြံကြိုးကိုအားထုတ်တဲ့ပုဂ္ဂိုလ်တို့၌အလူပြုသောအဖြစ်ချမ်းသာအောင်ပြုပေးလိုက်စမ်းပါနားလည်အောင်ပြောရင်လှူတဲ့ဘာလို့ရမှာလဲလှူတယ်ဆိုတာလဲဘာပေးတာလဲမြောင်းပေးတာပဲတဲ့ရထားတဲ့စီးပွားဥစ္စာတွေကိုမိမိတို့ကမြောင်းပိတ်မှလားမြောင်းပေးမှလားလှူတယ်ဆိုတာဘာလို့တာလဲအဲ့ဒီမြောင်းပေးတဲ့အတွက်ကြောင့်မို့လေခင်းတွေကိုရေသွင်းလိုက်သည်ရှိသောမြောင်းပေးလိုက်သည်ရှိသောလေကစဘာတွေသည်အတိနံတွေသိပြီးတော့လိုရာတွေအကျိုးခံစားကြရသေးကုန်၏ရာခင်းတွေကိုမြောင်းပေးလိုက်သည်ရှိသောမိမိရထားတဲ့စီးပွားဥစ္စာနဲ့တူတဲ့ရေတွေသည်ရေနဲ့တူတဲ့စီးပွားဥစ္စာတွေသည်ရာခင်းတွေကိုမြောင်းသွင်းလိုက်သည်ရှိသောရာခင်းနဲ့ရေတွေရောက်ပြီးတော့ခယံပဲ့ဘူးဖယုံအကုန်လုံးအတိနံနေဖုံဖုံဖြိုတိုးပွားကြလေကုန်ဤမိမိလည်းအကျိုးရှိကြလေကုန်ဤအိုသူတော်ကောင်းတို့မြောင်းပေးလိုက်စမ်းပါဘာလို့ရမှာလဲကဲခဏိကိဒီမှာကဲကြောင်းတိုက်ကြီးလှူတာလားမြောင်းပေးတာလားကဲလေအေးစက်တွေလှူတာလားမြောင်းပေးတာလားနဝကမ္မတွေလှူတာလားမြောင်းပေးတာလားဟုတ်လားသူများပြောင်းမှမြောင်းပေးတာတယ်သူတို့ကသူတို့လည်းမသိပဲနဲ့ကိုင်မိချာစဉ်းစားကြည့်တော့လှူတယ်ဆိုတာကဲမိမိတို့ဒါနလှူပြီးဆိုရင်လူချမ်းသာကိုမြောင်းပေးလို့မရဘူးလား
လူချမ်းသာဆိုတဲ့စိုက်ခင်းတွေကိုမြောင်းပေးလိုက်လို့ရှိရင်ဒါလူတာပေါ့လူပြီးတော့လူချမ်းသာကိုလည်းမြောင်းပေးလို့ရကြလေကုန်ဤလူပြီးတော့လည်းပဲနတ်ချမ်းသာကိုမြောင်းပေးလို့ရကြလေကုန်ဤလူပြီးတော့လည်းပဲမြမချမ်းသာကိုမြောင်းပေးလို့ရကြလေကုန်ဤလူပြီးတော့လည်းနိဗ္ဗာန်ချမ်းသာကိုမြောင်းပေးလို့ရကြလေကုန်ဤအိုသူတော်ကောင်းတို့လူတယ်ဆိုတာဘာလို့တာမိမိရထားတဲ့စီးပွားဥစ္စာကိုအကြောင်းပြုပြီးတော့ဘောဂေစီးပွားဥစ္စာတို့ကိုနှိမ့်သားရာအမိပြု၍တမနာဗရမဏေတုတမနာဗရမဏတို့၌တရားအလုပ်အားထုတ်နေကြတဲ့အရှင်မြတ်တို့၌ဘာပြောပြောတန်ခါဆောင်ကြီးလူတယ်ဆိုတာဒီကိုက်အလူကံပုဂ္ဂိုလ်တွေကတရားအထုတ်တဲ့ပုဂ္ဂိုလ်ဒီဥဒ္ဒကိကံအမြင့်စားအမြတ်စားဖြစ်တဲ့ဒက္ခိဏအလူကိုပဋိဌာပိတိတီစီဖြစ်စေ၏ကြောင်းလူတဲ့ပေါ့ဝိဟာရဒါနကြောင်းလူတယ်ပေါ့တန်ခါဝိဟာရဒါနတန်ခါဒီသတင်းသုံးတဲ့ကြောင်းလူတယ်ပေါ့သမဏဗျမဏဝိဟာရဒါနတရားအလုပ်အားထုတ်ကြတဲ့ပုဂ္ဂိုလ်ဒီနေတဲ့ကြောင်းလူတယ်ပေါ့အဲ့ဒါဘာလို့တာလဲမြောင်းပေးတာတခုတော့ပြောချင်ပါနဲ့လူတွေထင်းနေတာကကိုယ်စီကိုရေတွေကစီးလာတယ်မြောင်းပိတ်ထားရင်အများကြီးရမယ်ထင်းနေတာမြောင်းဘလောက်ပဲပိတ်ပိတ်ဟိုကရေတွေဘလောက်ပဲထက်စီးလာလာဒီမြောင်းရှံပြီးတော့ဒါပဲဘာမှမရှိတော့တကယ်လို့သာမြောင်းကိုဖွင့်ပေးရင်လိုရလဲရေတွေရတယ်ကိုမြောင်းထဲမှာလည်းရေမခမ်းမှုတဲ့လိုတဲ့နေရာမှာလည်းရေရောက်တယ်ကိုမြောင်းထဲမှာလည်းရေမခမ်းမှုရေလည်းမပုတ်ဘူးတဲ့ဧဝံတထာပမဘုံမီထိုနည်းအတူသာလည်းခဏမိမိတို့တန်ခါဆောင်ကြီးလှူလိုက်တယ်ဆိုတာဒီရွှေဦးမင်းဓမ္မဒုက္ခတော်ရရိတ်တာကြောင်းကြီး၌ဘာလုပ်လိုက်တာလဲမြောင်းပေးလိုက်သည်မြောင်းပေးလိုက်တော့ကြောင်းတိုက်အတွက်လည်းကျေးဇူးမများဘူးလားတရားဓမ္မတွေကျင့်ကြံကြိုးကိုအားထုတ်တဲ့အရှင်မြတ်တွေအတွက်လည်းကျေးဇူးမများဘူးလားသာသနာတော်အတွက်လည်းကျေးဇူးမများဘူးလားအဲ့ဒါစဘာတွေပြီးသလိုပေးတွေနှမ်းတွေစသည်အပြင်ကောက်ပေးသီးနှံတွေအကျိုးဖြစ်တယ်လို့ဖြစ်တာတဲ့ဒါမြင့်အဲ့ဒါလို့စီးသွားတဲ့ရေတွေအစနောက်ရေတွေကလာမလားလာကြလေကုန်ဤဟုတ်လားအရင်ဘဝတုန်းကအတိတ်တုန်းကဒါနတွေပြုခဲ့လေကုန်ဤကုသိုလ်ကံအဲ့ဒီဒါနကုသိုလ်ကစီးပွားဥစ္စာတွေချမ်းသာအောင်ပေးကြလေကုန်ဤအဲ့ဒီပေးလိုက်တဲ့စီးပွားဥစ္စာတွေကမိမိရဲ့တန်တန်မှာမိမိရဲ့အိမ်မှာမိမိရဲ့ပိုင်ဆိုင်မှုအနေနဲ့ရေမြောင်းတွေကိုမျော၍လာကြလေကုန်ဤစီး၍လာကြလေကုန်ဤအဲ့ဒီရေတွေကိုမလူမတမ်းမဲနဲ့ပိတ်ထားသည်ရှိသောကိုမတထားဘဲနဲ့ပိတ်ထားသည်ရှိသောမိဘကိုမတထားဘဲနဲ့ပိတ်ထားသည်ရှိသောသားသမီးတပည့်တပန်းတွေကိုမတထားဘဲနဲ့ပိတ်ထားသည်ရှိသောမိတ်ဆွေတငယ်ချင်းအပေါင်းအသင်းအိမ်နီးနားချင်းတွေကိုမတထားဘဲနဲ့ပိတ်ထားသည်ရှိသောသူတို့လည်းအကျိုးမရရေလဲပိတ်ပုတ်မြောင်းလဲပုတ်ဘလို့မှအသုံးမတည့်ဖြစ်ကြလေကုန်ဤခဏကစပြီးတော့မြောင်းဘလောက်ထိတူးမလဲ9မြောင်းလုံးတူးလိုက်စမ်းပါဟုတ်လားခဏလူတာလားမြောင်းတူးတာလားမြောင်းတူးတာတဲ့ဘသူအတွက်လဲသာသနာဆိုတဲ့လေခင်းထဲမို့သာသနာဆိုတဲ့ယာခင်းထဲကိုသာသနာမှလည်းကျေးဇူးများကြလေကုန်ဤသာသနာမှလည်းအကျိုးရှိကြလေကုန်ဤကိုကမြောင်းသွဲပေးလိုက်ပါသည်အဲ့လိုမြောင်းသွဲပေးလိုက်လို့နောက်ထပ်ရေမစီးဘူးမထင်နဲ့နောက်ကဘာဖြစ်တာလဲစီးလာတာပဲတဲ့ပန်းလေးတပွင့်ကြောင့်ရလာတဲ့ပန်းလေးတပွင့်ကြောင့်ရလာတဲ့စီးပွားဥစ္စာကိုကမြောင်းပိတ်ထားရင်အဲ့ဒီမှာပုတ်သွားမှာပေါ့နောက်ကနေပြီးတော့လာမဲ့ဆွန်းလူခဲ့တဲ့ကုသိုလ်တွေရေစီးလာကြလိမ့်မယ်ကြောင်းလူခဲ့တဲ့ကုသိုလ်တွေရေစီးလာကြလိမ့်မယ်သင်္ကန်းလူခဲ့ဘူးတဲ့ကုသိုလ်တွေရေစီးလာကြလိမ့်မယ်ဘာပြောပြောဘဝတန်ត្រာတစ်လျှောက်လုံးမှာဘုရားရှင်ကိုတော်မြတ်ကြီးမြတ်ပွင့်တော်မူခဲ့ကြတာခင်းကဝါလူလဲစုမကတဆူဆူနဲ့တော့တွေးခဲ့မှာပဲမိမိတို့ဒါနပြုခဲ့မှာပဲဆွမ်းလဲလူခဲ့ဘူးမှာပဲသင်္ကန်းလဲလူခဲ့ဘူးမှာပဲကြောင်းလဲလူခဲ့ဘူးမှာပဲဆေးလက်လူခဲ့ဘူးမှာပဲအဲ့ဒီလူခဲ့တဲ့ဒါနကုသိုလ်တွေနောက်ကရေစီးဖို့ရေတွေကမရှိနေဘူးလားရှိနေလားအဲ့ဒီရှိနေတဲ့အကျိုးတွေမိမိတို့ဒီဘဝမှာဖုံးမွန်ဖြိုးမပေးတာဒီဘာလောက်ထားလို့မြောင်းပိတ်ထားလို့မြောင်းသာဖွင့်ပေးလိုက်ရင်ဘလောက်အကျိုးများသလဲဆိုရင်ကြည့်ရေလည်းမပုတ်တော့ဘူးလေမြောင်းလည်းမပုတ်တော့ဘူးအနံ့ဆိုးလည်းမထွက်တော့ဘူးဘာဖြစ်လဲရေလည်းစီးသွားတယ်စီးသွားလို့မြောင်းသွဲပေးတဲ့နေရာကလည်းအကျိုးရှိတယ်ဟိုနောက်ကစီးမဲ့ဟာတွေကလည်းထက်စီလာတယ်တကယ်တမ်းပညာရှိသူတော်ကောင်းတွေကလူတယ်ဘာလို့လူတာလဲဆိုရင်နောက်ကစီးမဲ့ဟာအတွက်ဘာလို့ပေးရတာလဲမြောင်းပေးတာနောက်ကရေမလာဘူးလားလာမှာလားနောက်ထပ်စီးပွားဥစ္စာတွေကိုမတိုးဘူးလားတိုးမှာလားဘဝတန်ត្រာအဆက်တုန်းကလူခဲ့တဲ့ဆွမ်းသင်္ကန်းကြောင်းဆေးကိုခဏထားပါဒီဘဝဒီသာသနာဒီအရွယ်ဒီအခုသိတတ်တုံးလူတဲ့ဆွမ်းသင်္ကန်းကြောင်းဆေးအလူတွေရှိကြလေကုန်ဤအဲ့ဒီအလူတွေကနောက်ကပြူတစ်နဲ့ဝုန်းတိုင်းနဲ့အကုန်လုံးရေလာဖို့ရအတွက်စောင့်နေသည်ဘာလေးဖွင့်ဖို့ဟုတ်လားညောင်းလေးဘာလုပ်ပြရမှာ
အခုဒီလူတွေကမြောင်းဖွင့်နေတာလားပိတ်နေတာလားငါဒါလေးလူလိုက်ရကောင်းမလားတော်ကြဒါကုံသွားဘယ်လိုလုပ်မလဲဟုတ်လားဒါလို့လူရင်နောက်ကထပ်မှရပါမလားအစင်းမပြေပါမလားစီးပွားကဘာညာတကယ်ပညာရှိသူတော်ကောင်းတွေကြတော့အဲ့ဒါကောင်းတယ်ဓမ္မတဘာဝကနောက်ကရေတွေကအာကြီးစီးလာနေတယ်ရှေ့ကနေပြီးတော့မြောင်းတွေ့ပြလိုက်ရင်မြောင်းရောက်တဲ့စီမှာအကျိုးရှိပဲကိုကဘာလုပ်ပြလိုက်ဖို့မြောင်းလေးဖွင့်ပြလိုက်ဖို့ပဲသဘောပေါက်တယ်နော်ရေလာဖို့ရအတွက်ဘာလုပ်ပြရမှာအခုဘာလုပ်ထားမြောင်းပိတ်ထားရင်ရေလဲမလားရေလဲပုတ်ကြအလေးကောင်းရင်ကိုယ်စီးပွားဥစ္စာတွေရေမီးမင်းခိုးသူမချစ်မနစ်တတ်တဲ့သူတွေနဲ့ဆုံတယ်ဆိုတာဘာလုပ်မိလို့ဂရိယာစပြီးတော့မြောင်းဘာလုပ်လိုက်မလဲဖွင့်မယ်ဖွင့်တော့မှာပေါ့လူချမ်းသာရအောင်ဖွင့်မလားနတ်ချမ်းသာရအောင်ဖွင့်မလားဗြဟ္မချမ်းသာရအောင်ဖွင့်မလားနိဗ္ဗာန်ချမ်းသာရအောင်ဖွင့်မလားဘယ်ထိဖွင့်မယ်ကြီးကျယ်ကြီးကျယ်မလေးလူပြန်ဖြစ်အောင်မဖွင့်သမ်းပါအောင်မလေးလူဖြစ်ဖို့မြောင်းလဲတွယ်လိုက်စမ်းမနတ်ဖြစ်ဖို့မြောင်းလဲတွယ်လိုက်စမ်းမဗြဟ္မာဖြစ်ဖို့မြောင်းလဲတွယ်လိုက်စမ်းမနိဗ္ဗာန်ရောက်ဖို့မြောင်းလဲတွယ်လိုက်စမ်းမအိုးသူတော်ကောင်းတို့နိဗ္ဗာန်ရောက်ဖို့မြောင်းဆိုတာဒီတခြားမြောင်းတွေနဲ့မတူနိဗ္ဗာန်ရောက်လို့တဲ့ပုဂ္ဂိုလ်ဒီဘာအဖို့အထစ်မှမရှိပါနဲ့ဟုတ်လားအမလေးတခြားမြောင်းတွေကရိုးရိုးမြေကြီးဆိုရင်မြေကြီးမြောင်းတော့တွယ်တာနိဗ္ဗာန်သွားမဲ့မြောင်းကြတော့ပြောင်ချောလို့အမလေးကွန်ကရစ်နဲ့သေချာအုပ်နဲ့ဘာနဲ့ကြောက်နဲ့စီပြီးပြောင်ချောလို့ထစ်တာရစ်တာတွေဘာမှမရှိဘူးတဲ့ဘာတွေမထစ်တာလဲဆိုတော့ငါလူလို့တော်တော်ဟုတ်လာပြီလို့လေကိုမာနမတက်နဲ့ဟုတ်လားငါလောက်သူတို့မလူနိုင်ပါဘူးဆိုပြီးတော့လဲပဲအကုသိုလ်စိတ်မဝင်နဲ့အရေးကြီးတာလူတဲ့နေရာမှာစိတ်ကလေးဘာဖြစ်ဖို့ချောဖို့ဒါဒီလူတွေအဲ့လိုစိတ်မျိုးဝင်လို့ပြောတာမဟုတ်ဘူးနော်ဘာပြောကိုလူတယ်ဆိုရင်နိဗ္ဗာန်မြန်ရောက်ချင်ရင်အဖို့အထစ်နဲ့လူရမှာလားရှင်းလူရမှာလားရှင်းလူလိုက်ချောလူလိုက်စမ်းပါတဲ့ဘာဖြစ်လို့လူချင်လို့ကိုလူတာဒီတရားတွေကဟောဖို့ပြီးသားတွေပါဒီပုဂ္ဂိုလ်မို့လို့လူတာမဟုတ်ဒီเจ้าမို့လို့လူတာမဟုတ်လူသင်းလို့ကိုဘာလုပ်တာလူတာဘာကိုမှမငြင်းနဲ့တဲ့အာယုံကိုလည်းမငြင်းနဲ့မိမိနှစ်သက်စိတ်ကလေးပေါ်လာလို့အဲ့ဒီနှစ်သက်စိတ်ကလေးကိုလည်းမငြင်းနဲ့တဲ့အမှန်ကအလူသဘောပြောရရင်တော့အလူတဲ့လူကတော့ဝန်တာတာပါပဲဟုတ်တယ်မလားအလူတဲ့လူကတော့ဝန်တာတာပါပဲအလူခံရတဲ့ပုဂ္ဂိုလ်ကလည်းဝန်တာတာပါပဲအလူခံတွေဝန်တာလို့ဝန်တာနေတာမျိုးအာယုံပြုတ်ရင်အလူခံတော့ပဲအာယုံပြုတ်မိမှာမို့ကိုယ့်ဟာကိုလူလိုက်ရလို့ဝန်တာတယ်ဆိုတဲ့နေရာမှာဝန်တာတဲ့စိတ်ကလေးကိုပဲဒါလေးပဲသဘောကျနေလေဒီလောက်နဲ့ပဲရက်နေမှာကိုအရေးကြီးတာကမိမိတို့မြောင်းတွေ့တဲ့နေရာမှာဘယ်ထိရောက်ဖို့နိဗ္ဗာန်ထိရောက်ဖို့နိဗ္ဗာန်ထိရောက်ဖို့ဆိုရင်ကိုယ်စိတ်ကိုပြန်စဉ်းစားလိုက်ဟေးလူကိုလူရမှာမို့လို့ဘာဖြစ်တာလဲလူတာခဏသုတ်တန်နဲ့ပြောရင်ဟောဒီစီးပွားဥစ္စာတွေဟာကိုမလူရင်ကိုမြောင်းမပေးရင်ဘာဖြစ်ပုတ်မှာဟုတ်တယ်မလားကိုမလူရင်ပါလေပုတ်မှာတဲ့ကိုထဲမှာပတ်စံများစုမိရင်စိတ်အေးလားစိတ်ပူလားပတ်စံမရှိရင်ဘာဖြစ်လဲဘယ်ဘက်ကရလိုက်ညာဘက်လူလိုက်ဘယ်ဘက်ကရလိုက်ညာဘက်ကိုလူလိုက်ညာဘက်ကရလိုက်ဘယ်ဘက်ကိုလူလိုက်ဦးဇင်းတို့ကတော့သူများခေါ်သလိုကိုလည်းအဲ့လိုပဲကြည့်နေတယ်ဒါပဲသာသနာမှာတွေ့တော့ဘုရားရှင်ကိုတော်မြတ်ကြီးရဲ့စာပေတွေနဲ့တွေ့တော့တရားတွေနဲ့တွေ့တော့ဆရာကောင်းသမားကောင်းတွေနဲ့တွေ့တော့ဒါမကျင့်အောင်လဲကျင့်ရမလားညာဘက်ကရရင်ဘာလုပ်မလဲဘယ်ဘက်ကရရင်ဘလို့ပြိုစရာကောင်းတော့တွေ့ကြည့်သမှာကိုင်ဟုတ်တယ်မလားခဏလူတဲ့အလူကညာဘက်ကရရင်ဘယ်ဘက်လူလိုက်ဘယ်ဘက်ကရရင်ရှလောနဲ့သွားတာအဲ့လိုရှလောနဲ့သွားလို့ရှိရင်နိဗ္ဗာန်မြန်မရောက်ဘူးလားရောက်လားညာဘက်ကရလိုက်ခဏသိမ့်ထားလိုက်ပြီးကြမှာတွက်ချက်ပြီးတော့အဲ့ဒီကြမှာလူတာအဲ့လိုမလုပ်နဲ့ဘာဖြစ်လဲရသမျှဘယ်ဘက်ကရရင်လဲညာဘက်လူလိုက်ညာဘက်ကရရင်လဲဘယ်ဘက်လူလိုက်အဲ့လောက်ထိလူနိုင်ရင်နိဗ္ဗာန်ဆိုတာလူတာနဲ့တင်ရောက်တယ်တဲ့လူတာနဲ့တင်ရောက်တယ်ဆိုတာကအဲ့ဒီအလူမှာဒါနလူတဲ့နေရာမှာလောဘမရှိတော့ပါလေဒေါသမရှိတော့ပါလေမောဟမရှိတော့ပါလေကိလေသာမရှိတော့ပါလေသိမ့်ထားခြင်းတာတွေမရှိတော့ပါလေသိမ့်ထားခြင်းတာမရှိတဲ့ပုဂ္ဂိုလ်ရဲ့စိတ်သိမ့်ထားခြင်းတာမရှိလို့မသိမ့်ထားတဲ့ပုဂ္ဂိုလ်အတွက်ရေမီမင်းခိုးသူမချစ်မနစ်တတ်တဲ့သူအဲ့ဒီရန်သူမျိုး၅ပါးမကြုံပါလေနည်းနည်းသိမ့်ရင်နည်းနည်းကြုံမြည်များသိမ့်ရင်များကြုံမြည်ဟေ့ကျင့်လိုက်စမ်းမှရသမျှဘာလုပ်ဖို့စီးပွားမရှာနဲ့ပြောတာမဟုတ်ဘူးနော်စီးပွားရှာရသမျှဘာလုပ်ဖို့လဲကိုလည်းတထားလိုက်စမ်းမှမိဘကိုလည်းတထားလိုက်စမ်းမှသားသမီးတပည့်တပန်းကိုလည်းတထားလိုက်စမ်းမှဆွေမျိုးပရိသတ်တွေကိုလည်းတထားလိုက်စမ်းမှနောက်ဆုံးဘလောက်ရဘာလုပ်ဖို့လူဖို့
ဖို့ပဲတဲ့ရသမျှလူဖို့ပဲအဲ့ဒီအလူကိုမလူခင်လေးမှာကိုမစားမဖြစ်လို့ဘာလုပ်နေရတာလဲစားနေရတာမဝတ်မဖြစ်လို့ဝတ်နေရတာမနေမဖြစ်လို့နေနေရတာဒီရလာသမျှစီးစိမ်ဥစ္စာတွေတော့ဟိအာဒီနဝအပြစ်၅မျိုးအဖြစ်မခံနိုင်ဘူးအာနိတန်တန်အကျိုး၅မျိုးဖြစ်အောင်လုပ်မယ်ဟိဆိုတဲ့စိတ်ကလေးမွေးရမှာခုလိုဟောတော့အဲ့လိုစိတ်မျိုးမပေါ်ဘူးလားဟုတ်တယ်သိကြတယ်နော်ဒါမြင့်ရေးလာပါတယ်တဲ့ဘာလုပ်ပြရမှာလဲမြောင်းပြရမှာဘဝတန်တရာကပြုတ်ခဲ့တဲ့ကုသိုလ်တွေနဲ့လူချမ်းသာမိမိတို့ထိုက်တန်တယ်လို့မရဘူးလားရလားအဲ့ဒီရတဲ့ရေကိုဘာလုပ်ပြရမလဲမြောင်းပေးလိုက်စမ်းမှာမြောင်းတွေ့လိုက်စမ်းမှာတဲ့မြောင်းပေးတဲ့သူတော်တော်ရှားတယ်ဘာလုပ်နေကြတာလဲပိတ်နေကြတယ်တဲ့အဲ့ဒါကြောင့်မို့ရေမီးမင်းခိုးသူမချစ်မနစ်တဲ့တော်သူတွေနဲ့ဆုံနေတာပါတဲ့ခဏကစပြီးရေးလာရင်ဘာလုပ်လိုက်မှာလဲမြောင်းပေးလိုက်ရေးလာရင်မြောင်းပေးလိုက်လူချမ်းသာလဲမြောင်းပေးလိုက်နတ်ချမ်းသာလဲမြောင်းပေးလိုက်ဗြဟ္မချမ်းသာလဲမြောင်းပေးလိုက်နိဗ္ဗာန်ချမ်းသာလဲမြောင်းပေးလိုက်မှတ်ထားယုံလိုက်စမ်းပါတဲ့လာတဲ့ရေဟာမကုန်ဘူးဟုတ်လားပန်းလေးတစ်ပွင့်လူဘူးတဲ့ကုသိုလ်ကိုဒီဘဝအကျိုးအများကြီးပေးမကုန်သေးဘူးတဘဝကုသိုလ်တစ်ခုလေးတွေအများကြီးအကျိုးပေးပါတယ်ဆိုရင်မိမိတို့ကုသိုလ်နည်းနည်းလေးဒီလေးဘဝတစ်ခုကိုပြည့်စုံအောင်အကျိုးပေးပါတယ်ဆိုရင်ခဏလိုတန်ခါဆောင်အတွက်ကဲသိမ့်တရားကြီးများတော့လှူရတဲ့အလူဒီတဘဝအကျိုးပေးုံနဲ့ကုန်မလားနှစ်ဘဝအကျိုးပေးုံနဲ့ကုန်မလားမကုန်နိုင်ဘူးနိဗ္ဗာန်မရောက်မချင်းကိုလိုက်ပြီးတော့အကျိုးပေးနိုင်တဲ့ကုသိုလ်တဲ့ခဏလေးအေးဆက်လှူကြတာဒီရောဟိုနဝကမ္မလှူကြတာဒီရောအဲ့ဒီကုသိုလ်တွေဟာပန်းတပွင့်အောင်တဘဝစာမကအကျိုးပေးပါတယ်ဆိုရင်ခဏလှူတဲ့အလူဟာစီးပွားဥစ္စာတွေအများကြီးအကျိုးမပေးဘူးလားပေးမှာလားအဲ့ဒီအကျိုးပေးမှတွေကိုကိုကဘာလုပ်ပေးရမလဲမြောင်းပေးနားလေတယ်နော်ရေလာရင်မြောင်းမပေးရင်ပုတ်ပြီးတော့ရေလည်းမလာပါဘူးတဲ့ဒါကြောင့်မို့မိမိတို့ရထားတဲ့စီးပွားဥစ္စာတွေကိုအသုံးအဆောင်တွေကိုအသုံးချပြီးတော့ရေလာမြောင်းပေးတယ်လို့မိမိကိုလည်းတထာမိဘကိုလည်းတထာသားသမီးဆွေမျိုးတွေကိုလည်းတထာပရိသတ်တွေကိုလည်းတထာတဲ့အလူဒါနကိုလည်းပြုရင်ရေလာမြောင်းပေးပါမြောင်းမပုတ်ဘူးရန်သူမျိုး၅ပါးနဲ့လေမတွေ့ဘူးတဲ့ဘဝတန်တရာတစ်လျှောက်လုံးကပြုခဲ့တဲ့ဒါနကုသိုလ်တွေဟာအာရပါရကိုအကျိုးပေးပါလိမ့်မယ်တဲ့ဒါလည်းမို့ဒီကပြန်လှူလိုက်နောက်ကလှူတာတွေကအကျိုးပေးလိုက်ဒီကပြန်လှူလိုက်နောက်ကလှူခဲ့တာတွေကအကျိုးပေးလိုက်ခဏလှူတာတွေဒီပြည်နဲ့ပြန်ထပ်လှူရင်ခဏလှူတာတွေအကျိုးပေးတော့မှာပေါ့ရေဒီတဟောနဲ့မစီးနေဘူးလားစီးနေလားအဲ့ဒါလို့စီးနေတဲ့အခါမှာလေတဲ့ရောက်ရင်လေအကျိုးရှိရာတဲ့ရောက်ရင်ရာအကျိုးရှိခြံတဲ့ရောက်ရင်ခြံအကျိုးရှိတယ်လို့လူပြည်ရောက်ရင်လည်းလူချမ်းသာအကျိုးပေးတယ်နတ်ပြည်ရောက်ရင်လည်းနတ်ချမ်းသာအကျိုးပေးတယ်ဗြဟ္မပြည်ရောက်ရင်လည်းဗြဟ္မချမ်းသာအကျိုးပေးတယ်တဲ့နိဗ္ဗာန်ရောက်အောင်လည်းပဲဟောဒီစီးပွားဥစ္စာတွေကအကျိုးပေးပါတယ်ဘယ်ပုဂ္ဂိုလ်လဲအသုံးချတတ်တဲ့ပုဂ္ဂိုလ်ဘလို့အသုံးချရမှာလဲရေးလာဖို့မြောင်းပေးပါတဲ့ဒါကြောင့်မို့မိမိတို့တွေသည်ရေလာမြောင်းပေးဘောဂသုတ်တန်ကြီးကိုနာကြားရသဖြင့်မိမိတို့ရထားတဲ့စီးပွားဥစ္စာတွေသည်အတိတ်ကပြီးခဲ့တဲ့ကုသိုလ်ကောင်းမှုရဲ့အကျိုးဆက်တွေပါအဲ့ဒါတွေကိုနားလည်ပြီးတော့ဒီဘဝကရှေ့လျှောက်အခုကရှေ့လျှောက်စိတ်ကလေးအမြဲတမ်းမြောင်း၅သွယ်ကိုတွေ့ပေးလိုက်ကြပါကုန်တော့တဲ့အဲ့လိုရေလာမြောင်းပေးတွေ့ပေးနိုင်သဖြင့်လူချမ်းသာနတ်ချမ်းသာဗြဟ္မချမ်းသာနိဗ္ဗာန်ချမ်းသာအမျိုးစုံကိုရရှိစံစားခံစားနိုင်ကြကုန်ပြီးလျင်နိဗ္ဗာန်ချမ်းသာတိုင်ထိရရောက်ရရှိတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေကုန်သတည်းအလုံးမဲ့မိမိတို့ပြုထားတဲ့ကုသိုလ်ကောင်းမှုတွေကိုအမတ်တရပြုပြီးတော့မိမိတို့အမြပေးဝေလို့တဲ့မိဟောင်းဖာဟောင်းဆရာသမားဟောင်းဆွေဟောင်းမျိုးဟောင်းအလုံးသောတရားနာပရိသတ်ပေါင်းတို့အားထတ်တူထမြရစီလို့တဲ့စိတ်စေတနာနဲ့အာရပါရရေဆက်သွန်ချအမြပေးဝေကြပါကုန်စို့